စကားပြောတတ်တဲ့တာလီကောင်ငန်းနဲ့အံ့ဖွယ်မော်တန်လျက်ရှင်းလွန်လေပြီးသောအခါကတာယာနာပြောပေးကောင်းနဲ့ငှက်ကျူးရင်တန်ဆွေတို့လွင်ပြန့်ရာတစ်ပင်ကြီးငယ်တို့အုပ်ဆိုင်မှိုင်းဝေလျက်ရှိရဲ့ဒေါ်နတ်ကြီးတစ်ခုအတွင်းမှာအလွန်လှပလွန်လာတဲ့မင်းသမီးလေးကလေးရဲ့မြင်းကအရှိန်အဟုန်ပြင်းပြင်းနဲ့ဒုံဆိုင်ပြေးလွှားနေပါတယ်မင်းသမီးလေးကလေးကမြင်းမော်ကနေထိုင်လျက်အနေထားနေပဲသူမရဲ့မျက်ဝန်းအစုံကိုဟိုဟိုတီတီလိုက်လံဝေဝေကြည့်နေပြီးတော့တစုံတစ်ခုကိုရှာဖွေနေပုံရပါတယ်အတန်ကြောင့်မင်းသမီးလေးကသူမရဲ့မြင်းဆက်ကြိုးကိုဆွဲကအရှိန်တန့်ရပ်တန့်လိုက်ပြီးတော့မြင်းမော်ကနေတရက်စွာဆင်းသက်လိုက်တယ်ထို့နောက်သူမဟာကိုတပတ်လှည့်ပြီးတော့ပတ်ဝန်းကျင်အရက်လေးမျက်နှာလုံးကိုစိုးရိမ်တကြီးနဲ့စူးစမ်းကြည့်ရှုတော့တယ်သူမဟာနဘူးပေါ်မှာချွေးဆက်တွေကိုတုပ်ရင်းစိတ်ပြက်လက်ပြက်နဲ့ရေရောလိုက်ပုံကတော့မင်းသမီးလေးကလေးကဒါဘာဖြစ်တာလဲကျွန်ုပ်တို့ဒီဘက်ကိုထွက်သွားတာတေချာပေါက်မြင်လိုက်ရတာပဲကြည်ရတာကျွန်ုပ်လမ်းမသွားခဲ့ပြီထင်နေကျွန်ုပ်အမြင်မှာတော့ဒီနေရာကတောနက်ကြီးတစ်ခုလိုပဲမြင်နေရတော့တယ်သူမအဲ့ဒီလိုပြောလိုက်တယ်ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာတော့မင်းသမီးလေးကလေးဟာမျက်စိတစုံထိကာစီးနေတဲ့တစ်ပင်ကြီးတွေကိုရောင်ချာချာနဲ့လိုက်ကြည့်နေမိတယ်တိတ်မကြခင်မှာပဲတနေကုန်ခီးနှင်လာရတဲ့အတွက်ကြောင့်သူမရဲ့လေချောင်းတွေဟာခြောက်ကပ်လာပြီးတော့အလွန်မင်းရင်ငတ်တဲ့တဲကိုခံစားလာရတယ်။သူမဟာမမောပမတ်နဲ့ရင်မက်ကိုဖိရင်နဲ့ညီးတွားလိုက်ပုံကတော့မင်းသမီးလေးကလေးကကျွန်ုပ်ရင်ငတ်လုံးလို့လေချောင်းတွေတကိုယ်လုံးခြောက်ကပ်ပြီးကွဲမတက်ခံစားနေရတယ်။အကယ်၍ရေကန်တစ်ခုခုဒါမှမဟုတ်ရေရင်းတွင်လောက်ကိုသာတွေ့ရရင်တော့အားရပါရတောက်တုံးပြီးရင်ငတ်ပြေနိုင်မှာပဲ။အဲဒီလိုရင်ငတ်ပြေသွားမှာပဲလာရိလန်အတိုင်းပြန်လှည့်သွားနိုင်လိမ့်မယ်။အခုဆိုရင်တော့အချိန်ကညနေဆောင်သွားခဲ့ပြီလို့ပြောလိုက်တယ်။တောကြီးအတွင်းမှာမင်းသမီးလေးရဲ့ပြင်းထန်လာတဲ့တပ်ပြင်းချတာနဲ့မောဟိုက်စွာအသက်ရှူတန်တွေကကျေလောင်စွာထွက်ပေါ်နေတယ်။လာလေးအောင်ကွဲပြောက်ပြီးတော့မကြခင်အချိန်တွင်းမှာပဲတတော်လုံးအမောင်အတိကြတော့မိညအချိန်ကိုရောက်ရှိလာတော့မှဖြစ်ပါတယ်။အတန်ကြာစိတ်ပြက်လက်ပြက်ရှောက်လန်းနေစမှာပဲကံကောင်းထောင်းမစွာနဲ့မင်းသမီးလေးကလေးရဲ့မျက်လုံးတွေကအဝေးတနေရာမှာရှိနေတဲ့ရေရင်းအိုကြီးတရင်စီကိုရုတ်တရက်ရောက်ရှိသွားတယ်။မျောလင်းချက်ရောင်ကြီးတွေ့လိုက်ရတဲ့အတွက်ကြောင့်သူမရဲ့မျက်နှာထပ်မှာအပြုံးပန်းတွေပွင့်လန်းသွားပြီးပင်ပန်းနေတဲ့ခြေလမ်းတွေနဲ့ထိုရေရင်းချင်းစီကိုတရွေ့ရွေ့ရှောက်လန်းသွားတော့တယ်။သူမကရေရင်းစီကိုသွားရင်းနဲ့ဝမ်းသာအားရနဲ့မင်းသမီးလေးကလေးကတော်ပါသေးရဲ့အခုလိုနေရာမျိုးမှာရေရင်းတွင်တွေ့ရတာတကယ်ကိုကံကောင်းတာပဲထူးထူးခြားခြားရှိနေတဲ့အဲ့ဒီနေရာမှာတောက်တုံးမှုရှိလေတေချာပေါက်ရှိနေမှာပါလို့ပြောလိုက်တယ်။မင်းသမီးလေးကလေးကခြေလမ်းအသာရနင်းပြီးတော့ထိုရေရင်းကြီးရဲ့အနာကိုစိုက်စိုက်မမြတ်ရောက်ရှိသွားတယ်။သူမဟာရင်ငတ်ပြေဖို့အတွက်တွင်းဝါကနေပြီးတော့အောက်ခြေစီကိုငုံရှိုးကြည့်ရှုလိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သပင်တော်ထောင်မတက်အလွန်မင်းအံ့ဩမင်သက်သွားရတယ်။အကြောင်းကတော့ရေရင်းရဲ့အောက်ခြေအမောင်တူတွေမှာရေရရှိမနေဘဲနဲ့အလွန်စမ်းချေထူးဆန်းလာတဲ့တထုတုံးကြီးတစ်ခုဟာဝင်းဝဆိုပြည့်ရွှေရောင်အလင်းနှန်းတွေကိုဖျားထွက်ပြီးတောက်ပလင်းလန့်နေလိုပဲဖြစ်ပါတယ်။မင်းသမီးလေးကပါဇက်အဟောင်းသားနဲ့ရေရွတ်လိုက်ပုံကတော့မင်းသမီးလေးကလေးကဖះရီဒါပါကြီးလေတကယ်ကိုထူးဆန်းလုံးနေအရာပါပဲ။သူမအဲ့ဒီလိုပြောလိုက်တယ်။ကုန်းငုတ်ကြည့်နေနေပဲမင်းသမီးလေးကလေးရဲ့အကြည့်တွေကရေရင်းကြီးရဲ့အတွဲဘက်နေရာမှာတည်သက်စွာထုစစ်တိဆောက်ထားတဲ့လှေကလေးတွေစီကိုရောက်ရှိသွားတယ်။သူမကစူးစမ်းလေ့လာရင်မင်းသမီးလေးကလေးကကြည့်ရတာဒီရေရင်းထဲမှာရေကတော့တစမ်းမှရှိမနေဘူးထင်တယ်။ဒါပေမဲ့လေအောက်ခြေမှာအယောင်တောက်နေတဲ့ထူးဆန်းတဲ့တထုတုံးကတော့အလွန်တန်မိုးဖြတ်မရတဲ့ရတနာတစ်ခုဖြစ်ရမယ်လို့ပြောလိုက်ပါတယ်။ထိုရာကိုမြင်လိုက်ရတဲ့အတွက်မင်းသမီးလေးရဲ့စူးစမ်းစိတ်နဲ့လောဘစိတ်တွေကတားမနိုင်စီမရမြင့်တက်လာပြီးလှေကလေးတွေအတိုင်းတလန်းချင်းနင်းဖြတ်ကရေရင်းရဲ့အောက်ခြေအနက်စီကိုဆင်းသက်သွားတော့တယ်။အောက်ခြေရောက်တဲ့အခါမင်းသမီးလေးကလေးကစိတ်လှုပ်ရှားစွာနဲ့လက်ကိုဆန့်ပြီးထိုရွှေရောင်တထုတုံးကြီးကိုအသာအရာထိတွေ့ကင်တွယ်လိုက်တယ်။ထို့သောထိတွေ့လိုက်တဲ့နောက်မှာပဲရေရင်းတွင်လုံးတုံဟင်းသွားပြီးတော့လေးနှလာတဲ့အဲ့ဒီမျိုးသမီးတဦးရဲ့အတန်ကြီးကသူမရဲ့နာစီရဲကိုဟိန်ထွက်ကပဲ့တင်ထွက်သွားတော့တယ်။ထိုတန်ကဒေါသတကြီးနဲ့ရေရင်းဆောင်နှစ်သမီးကမိုင်မဲလာတဲ့မင်းကလေးနင်ပါရီလုံးလိုက်တာလေနေဒီလိုမျိုးထူးဆန်းအံ့ဩပဲကောင်းတဲ့စွာအားရှင်တထုတုံးကြီးကိုဘလူနီးနေမှမထိတွေ့ခဲ့တဲ့ဘူးခုတော့နင်လုံးခဲ့တဲ့အမားအတွက်နင်သေးကြပေါက်ပြစ်ဒဏ်ခတ်တာကိုခံရတော့မယ်အမောင်တွေကထွက်ပေါ်လာတဲ့အကြောင်းမပိအတန်ကြီးကြောင့်မင်းသမီးလေးကလေးဟာကွက်ခင်းနာတစ်ခုလုံးတုံလုံးခြောက်ချာသွားပြီးတော့အလွန်အမင်းသူမရဲ့ဘေဘီကိုကြည့်ရင်တော်တော်ရီနဲ့မင်းသမီးလေးကလေးကရှင်ရဘာတူလဲကျမဘာလို့ခြောက်လန့်နေရလဲလို့မေးလိုက်တယ်ထိုအခါအမောင်တူတွေကလေပြင်းတွေတိုက်ခတ်လာပြီးတော့ရေရင်းဆောင်တဲ့သမီးကငါတော့ဒီရေရင်းကြီးကိုစောင့်ရှောက်နေတဲ့စောင့်ရှောက်သူပဲဒီတမိုးကြီးရတဲ့အစွမ်းအားရှင်တထုတုံးရဲ့အရှင်သခင်လည်းဖြစ်တယ်နင်းရဲ့စိတ်နှလုံးကမဖြူစင်ဘူးနင်းဒီရတနာကိုစူးစမ်းလိုစိမ့်နေမဟုတ်ပဲလောဘစောနဲ့တိုက်ပြီးတော့ပိုက်ဆိုင်ခြင်းနဲ့ရည်ရွယ်ချက်နဲ့ထိတွေ့ရတာဖြစ်တယ်ဒါကြောင့်နင်ဟာဒီပြစ်ဒဏ်ကိုမလွဲမသွေခံယူရမယ်လို့ပြောလိုက်တယ်နတ်သမီးရဲ့ဆွဆွဲကြစကားကြောင့်
မင်းသမီးလေးကလျာဟာပို့ပြီးတော့စိတ်လှုပ်ရှားတုန်လှုပ်သွားပြီးသူမကိုသူမပြန်လေကာကွယ်တဲ့အနေနဲ့ဝမ်းနေပတ်လက်ရှင်းပြရှာတယ်။သူမကလက်နှစ်ဖက်ကိုခါရမ်းရင်မင်းသမီးလေးကလျာကကျေးဇူးပြုပြီးတော့နားထောင်ပေးပါအောင်။ကျွန်ုပ်ဒါဘာကြီးလဲဆိုတာကိုတကယ်ပဲမသိခဲ့ပါဘူး။အခုချိန်ထိလည်းဒါဘာလဲဆိုတာသိချာမသိရသေးပါဘူး။ကျွန်တော်မြင်လိုက်ရတာကတော့ရွှေရောင်အလင်းနှန်းတွေနဲ့ထူးထူးခြားခြားလင်းလန့်နေတဲ့တထုတုံကြီးတစ်ခုပဲဖြစ်တယ်။ဒီလိုလင်းလန့်နေရကြောင့်ကျွန်တော်စူးစမ်းကြံစိတ်လုပ်ခဲ့ပြီးရေရင်းအောက်ခြေကိုဆင်းလာခဲ့မိတာပါ။ဒါပေမဲ့ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာဘသူကိုမှဒုက္ခပေးခြင်းနဲ့မကောင်းတဲ့အကြံစီစိုးတွေကမရှိပါဘူး။သူမအဲ့လိုပြောလိုက်တယ်။မင်းသမီးလေးကဘလို့ပဲတနာခံခံရှင်းပြရေရင်းဆောက်နှက်သမီးကတော့ရှော့မပေးပဲရေရင်းဆောက်နှက်သမီးကနေပါပဲပြောဘလို့ပဲရှင်းပြအပုတ်ပဲဖြစ်လိမ့်မယ်။နေအမားလုပ်ခဲ့ပြီးမို့ပြစ်ဒဏ်ကိုခံရမှာဖြစ်ပြီးတော့နေဟာကျိန်စာတဲ့နဲ့တရဝါတကောင်ဖြစ်သွားရမယ်လို့ပြောလိုက်ပါတယ်။ဒီလိုခက်ထန်လာတဲ့စကားလုံးတွေကိုပြောကြပြီးတဲ့နောက်မှာတော့ထိုးလို့ဝက်ဆန်းကြီးရဲ့အတန်ကြီးကရုတ်တရက်ငြိမ်သက်ပြောက်ကွယ်သွားတယ်။အဲဒီနောက်ချက်ချင်းဆိုသလိုပဲမင်းသမီးလေးကလျာရဲ့ခန္ဓာကိုယ်ပတ်လည်မှာအယောင်အသွေးစုံလင်လာတဲ့မော်အလင်းနှန်းတွေကရက်ပတ်တောက်ပလာပြီးအလင်းရောင်တွေနဲ့တူသူမဟာရေရင်းအောက်ခြေကနေပြီးတော့တဲလွန်စားမကြံပြောက်ကွယ်သွားတော့တယ်။တကယ်တော့အဲ့ဒီမင်းသမီးလေးကဘာတူလဲ။သူမကတော်ထဲမှာဘာတူကိုလိုက်ရှာဖွေနေခဲ့ရလဲ။ပြီးတော့ထိုတူးဆန်းလာတဲ့ရွှေရောင်တပ်ထုတုံးကြီးရဲ့နောက်ွယ်ကလှုပ်ဝက်ချက်ကရောဘာဖြစ်မလဲ။မင်းသမီးလေးကရောကျိန်စာတက်ပြီးတော့ဘယ်နေရာကိုပြောက်ကွယ်သွားခဲ့ရတာလဲ။ဒီစိတ်လုံရှားစရာအဖြစ်ပြက်တွေအားလုံးကိုအချိန်နေစုံသိရှိနိုင်ဖို့အတွက်ပုံမြင်လေးရဲ့အစုံထိဆက်လက်နားထောင်ကြည့်ကြပါအောင်ရှင်။အဲ့ဒီထူးဆန်းတဲ့အဖြစ်ပြက်ကြီးပြီးဆုံးသွားပြီးနောက်ပိုင်းရက်နေငယ်အကြမှာတော့ကနမာလို့အမည်ရတဲ့ရွာကလေးတရွာမှာတူတာလို့အမည်ရတဲ့ဗဘေးစရာလူငယ်လေးတဦးဟာသူ့ရဲ့ညီမလေးတီရာနဲ့အတူနေထိုင်ကြတယ်။တူတာဟာအလွန်တရာမှစည်ရင်နွမ်းပါလာတဲ့ဗဘေးသမားတဦးဖြစ်ပါတယ်။သူဟာဟောင်းနှမ်းပြက်စီးနေပြီးအမိုးကမလုံလောက်တဲ့ဗဘေးဖို့ဆိုင်လေးထဲမှာအမောတကောနဲ့ချွေးတလုံးလုံးစီးကြရင်တန်တုံးကြီးတွေကိုအားဆိုင်ကထုရိုက်နေရှာတယ်။သူဒီလိုအပင်ပန်းခံအလုံးလုံးနေတော့မှပဲဗဘေးဆိုင်ခန်းရဲ့အိမ်ရှင်ဖြစ်သူဦးမင်းအောင်ကဆိုင်ရှိကိုရုတ်တရက်ရောက်ရှိလာတယ်။အိမ်ရှင်ဦးမင်းအောင်ရောက်လာတာကိုမြင်လိုက်ရတဲ့အခါတူတာဟာဆိုင်လာကတောင်းခံရတော့မယ်ဆိုတဲ့အတွေးနဲ့ချက်ချင်းပဲတန်တုံးထုရိုက်နေရကိုရပ်တန်းလိုက်တယ်။တူတာကအသက်ကိုပြင်းပြင်းရှူရင်းစိုးရိမ်တကြီးနဲ့တူတာကအော်ဦးလေးမင်းအောင်ရောက်လာတာပဲကျွန်ုပ်ကိုဆိုင်ကန်းလာကပေးဖို့အတွက်ရန်နေငယ်လောက်ထပ်ပြီးတော့တက်ညာခွင့်ပေးပါအောင်ဦးလေးရဲ့ပြီးခဲ့တဲ့ရက်ပိုင်းကစပြီးတော့ကျွန်ုပ်ဆိုင်ကိုဘယ်ဝယ်သူမှလုံးဝကိုရောက်မလာကြတော့တာအကြောင်းမျိုးမျိုးကြောင့်ဗဘေးလုပ်ငန်းတစ်ခုလုံးလုံးဝရပ်တန့်နေခဲ့ရတာအဲ့ဒါကြောင့်အခုချိန်မှာဆိုင်လာကမပေးနိုင်သေးတာမို့ကျွန်ုပ်ရဲ့အခက်အခဲကိုနားလည်ပေးပါအောင်ဦးလေးမင်းအောင်ရဲ့လို့ပြောလိုက်တယ်သူတရဲ့စိုးရိမ်နေကြီးတောင်းပန်နေရဲ့မျက်နှာကိုကြည့်ပြီးတော့အိမ်ရှင်ဦးမင်းအောင်ကသဘောကျစွာပြောလိုက်ပြီးဦးမင်းအောင်ကအေးပါတူတာတူမရဲ့ငါမင်းစီကိုလာတာဆိုင်လာကတောင်းဖို့လာခဲ့တာမဟုတ်ပါဘူးငါမင်းနဲ့အလွန်တရာမှအရေးကြီးတဲ့ကိစ္စတစ်ခုကိုတိုင်ပင်ဆွေးနွေးဖို့ရောက်လာတာဖြစ်တယ်ကဲတိချာနာထောင်ဒီအကြောင်းတွေကိုငါမင်းရဲ့အိမ်ကိုလိုက်လာပြီးမှပဲအေးအေးဆေးဆေးပြောပြတော့မယ်ညနေကျရင်ငါမင်းတို့အိမ်ကိုလာခဲ့မယ်အဲ့ဒါကြောင့်မင်းလေးအလုပ်ကိုအေးအေးဆေးဆေးလုပ်ပြီးတော့အချိန်မီအိမ်ကိုပြန်ရောက်နေအောင်လုပ်ပါဟုတ်ပြီလားညနေကျမှတွေ့ကြတာဘောလို့ပြောလိုက်တယ်အိမ်ရှင်ကြီးရဲ့စကားကိုကြားရတော့မှတူတာလည်းရင်ထဲအပူလုံးကြီးကျသွားပြီးတူတာကဟုတ်ကဲ့ပါဦးလေးကျွန်တော်အိမ်မှာစောင့်နေပါမယ်လို့ပြောလိုက်တယ်ဒီလိုပြောပြီးတာနဲ့ဦးမင်းအောင်ဟာထိုနေရာကနေလှည့်ထွက်သွားခဲ့ပြီးဗပဲဆရာတူတာကတော့တပြင်းတစ်ချက်ချကသူ့ရဲ့တန်ထူးတဲ့အလုပ်ကိုပြန်လည်လုပ်ကင်နေရောတယ်ထိုချိန်မှာတော့တူတာရဲ့အိမ်ကလေးထဲမှာညီမဖြစ်သူတီရာကမိဖို့ကြောင့်နေရမြင်မိဖို့လေးပေါ်မှာအကိုဖြစ်သူအတွက်ထမင်းနဲ့ဟင်းတွေကိုအပင်ပန်းခံချက်ပြုတ်ပြင်ဆင်နေရှာတယ်။ညနေဆောင်လို့တူတာအိမ်ကိုပြောင်းလာခဲ့ပြီးနေရာမှာထိုင်လိုက်တဲ့အခါမှာတော့တီရာကအကိုဖြစ်သူရဲ့မောပန်းနှွမ်းနေတဲ့မျက်နှာကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ခဲ့ရတယ်။သူမကရေခွက်ကိုကမ်းပြီးတီရာကအကိုဒီနေ့အကိုကိုကြည့်ရတာအရင်နေ့တွေထပ်ပိုးပြီးတော့ပင်ပင်မမဖြစ်နေပုံပဲ။အရင်ဆုံးလက်တွေမျက်နှာတွေစီကြောတက်ဆလိုက်ပါအောင်။ပြီးတော့ကျွန်ုပ်ညစာထမင်းပဲပြင်ဆင်ထားပေးပါမယ်လို့ပြောလိုက်တယ်။တူတာဟာညီမလေးပြောတဲ့အတိုင်းချက်ချင်းပဲလက်နဲ့မျက်နှာကိုတန့်စအောင်စီကြောပြီးမိဖို့အနီးမှာထိုင်ကတီရာပြင်ဆင်ပြီးတဲ့ထမင်းကိုစတင်စားတော့တော်တယ်။ထမင်းစားနေတဲ့အချိန်မှာတူတာကညီမလေးတီရာရဲ့မျက်နှာကိုစိုးရိမ်စိတ်နဲ့ကြည့်ပြီးစကားစမြည်ပြောဆိုလိုက်တယ်။သူကအသက်ကိုပြင်းပြင်းရှူရင်းတူတာကတီရာဒီနေ့နေ့လယ်ပိုင်းတုန်းကဗဘေးဆိုင်ကိုဦးလေးမင်းအောင်ရောက်လာခဲ့တယ်။သူလာတာမြင်တော့ကျွန်ုပ်မှဆိုင်လာကတောင်းဖို့လာတာဆိုပြီးတော့အကြီးကျယ်ထိတ်လန့်သွားခဲ့ရတယ်။ဒါပေမဲ့သူကပြောတယ်။သူကျွန်ုပ်နဲ့အလွန်တရာမှအရေးကြီးတဲ့ကိစ္စတခုကိုပြောပြချင်လို့ပါတဲ့။သူစကားကိုကြားတဲ့အခါညီမလေးတီတာကအံ့ဩထိတ်လန့်ဖြစ်သွားပြီးတော့တီတာကဒီလိုလားအကိုဒါဆိုဦးလေးကအကိုနဲ့ဘလို့အရေးကြီးတဲ့ကိစ္စမျိုးကိုပြောစရာရှိနေရလေလို့မြင်လိုက်တယ်။တူတာထမင်းကိုဆက်စားရင်တူတာကအဲ့ဒါကတော့ကျွန်တော်လည်းမသိသေးဘူး။သူကိုယ်တိုင်ပြောပြမှာပဲသိရတော့မှာ
ကျွန်ုပ်ကဆိုင်မာရီမေးကြည့်ပေမဲ့သူကအိမ်ကိုလိုက်လာခဲ့ပြီးမှအသေးချာပြောပြမယ်လို့ဆိုတယ်။ကဲလာပါစေအောင်ဘာကိစ္စလဲဆိုတာကြည့်ကြတာပေါ့လို့ပြောလိုက်တယ်။သူတို့မောင်နှမနှစ်ယောက်စကားပြောလို့ပဲမဆုံးသေးခင်မှာပဲအိမ်ပြင်ကနေအတန်ပြိုရင်းနဲ့ဦးမင်းအောင်ရောက်ရှိလာပြီးသူတို့မောင်နှမအနာမှာပျော်ပျော်ရွှင်ရွှင်နဲ့ဝင်ထိုင်လိုက်တယ်။သူကသူတို့ရဲ့ပခုံးကိုပုတ်ရင်းဦးမင်းအောင်ကဟာကြည့်ရတာသူတို့တူမောင်ကြီးငါမင်းနဲ့ဘလို့ရေးကြီးတဲ့အလုပ်ကိစ္စရှိနေလဲဆိုပြီးမင်းတနေကုန်တွေးတောနေလိမ့်မယ်ဆိုတာငါသိတာပေါ့အေးဒီလိုကလုံခဲ့တဲ့ရက်ပိုင်းတုန်းကငါမဒီငါရွာဘက်ကိုခီးထွက်ခဲ့တယ်အဲ့ဒီရွာမှာဦးတပီလို့ခေါ်တဲ့လူတစ်ယောက်ရှိရင်သူကငါ့ရဲ့အလွန်ရင်းနှီးရဲ့မိတ်ဆွေဟောင်းကြီးတူပဲသူ့မှာရတနာလို့အမည်ရတဲ့သားတစ်ယောက်ရှိပြီးအဲ့ဒီကောင်မလေးကအရွယ်လေးရောက်ပြီးကျမတန်ဆွမ်းပြီးထွားကြိုင်းနဲ့လူပြိုကျော်လေးတူဖြစ်တယ်လို့ပြောလိုက်တယ်ဦးမေအောင်ကစကားကိုခက်တရပြီးလက်ဖေးချံကိုတငုံတောက်ကဆက်လက်ပြီးဦးမေအောင်ကဒါရင်မကသေးဘူးအဲ့ဒီတပြေတို့မိသားစုမှာလင်းမြေနှစ်ပိုင်လဲရှိသေးတယ်ကိုပိုင်ချမ်းမြေတွေလည်းရှိသလိုမိဘတွေကလည်းသဘောကောင်းကြတယ်ရွာမှာလည်းလူချစ်လူခင်များတဲ့သူတွေဖြစ်တယ်အခုဦးတပြေကသူ့ရဲ့သားဖြစ်သူရတနာနဲ့ထိမ်းများလက်ထပ်ပေးဖို့အတွက်လှပပြီးတော့ရင်ကျေးလိမ့်မာတဲ့အမျိုးသမီးတအုပ်ကိုအသေးအတန်ရှာဖွေနေရဲ့ဒါနဲ့ပဲငါမင်းရဲ့ညီမလေးတရားရဲ့အကြောင်းကိုပြောပြလိုက်တော့သူကသူ့သားနဲ့မင်းညီမလေးကိုအိမ်အောင်ဘက်အဖြစ်သဘောတူဖို့ချက်ချင်းပဲလက်ခံလိုက်တယ်အဲ့ဒါကြောင့်ငါမင်းရဲ့သဘောထားကိုတစ်ချက်လောက်လာမေးတာဖြစ်တယ်လို့ပြောလိုက်တယ်ဒီသတင်းကောင်းကိုကြားရတဲ့အခါပပေးစရာသူတာဟာအတိုင်းမသိဝမ်းသာပြည်ဖြစ်သွားတယ်သူတာကဟာဦးလေးဒါတကယ်ဝမ်းသာစရာသတင်းကောင်းပဲကျွန်တော်ရဲ့ညီမလေးတရားကိုအခုလိုအခြေအနေကောင်းတဲ့မိသားစုကောင်းတစ်ခုတွေကိုထိမ်းမြပေးနိုင်မယ်ဆိုရင်တော့ကျွန်ုပ်တို့ဓာတ်ထက်ပို့ပြီးတော့ဝမ်းသာစရာကောင်းတဲ့ကိစ္စဘာရှိအောင်မလဲဦးလေးရဲ့လို့ပြောလိုက်တယ်သူတာဝမ်းသာနေရာကိုကြည့်ပြီးတော့ဦးမင်းအောင်ကလေတံကိုနည်းနည်းနှင်ကဦးမင်းအောင်ကဟာအေးပါမင်းသဘောတူတာကတော့ဟုတ်ပါပြီဒူမရဲ့ဒါပေမဲ့မင်းရဲ့ညီမလေးအတွက်မင်္ဂလာဦးလက်ဆောင်နဲ့တင်တောင်းမဲ့ပစ္စည်းတွေမင်္ဂလာစရိတ်တွေအတွက်မင်းမစုဆောင်းထားတဲ့ငွေကြီးတစ်ပြားတစ်စုံတစ်ရာရှိရလားလို့မေးလိုက်တယ်ထိုမင်းကိုကြားလိုက်ရတဲ့အခါသူတာရဲ့မျက်နှာကချက်ချင်းပဲညှိုးငယ်သွားပြီးတော့သူတာကဦးလေးရဲ့ကျွန်ုပ်လိုစင်းရဲသားတဦးရဲ့ဘဝကိုဘာလို့လောင်ပြောင်နေရတာလဲကျွန်တော်ကဦးလေးကိုပေးရမယ့်စိန်လန်းကတော့အချိန်မီမပေးနိုင်နေသူပါနေ့စဉ်ထမင်းနဲ့နတ်မှန်အောင်အောင်မှအနိုင်နိုင်ရှာဖွေနေရတာဖြစ်တယ်ဒီတော့ညီမလေးအတွက်မင်္ဂလာစရိတ်နဲ့အသုံးဆောင်ပစ္စည်းတွေကိုတော့လို့ပြောလိုက်တယ်သူတစကားမဆုံးခင်ဦးမင်းအောင်ကကြားဖြတ်ပြီးဦးမင်းအောင်ကကဲနားထောင်မအောင်သူတငါလူကြွယ်ရမှာမဟုတ်ပဲမင်းရဲ့ရှေ့ရင်ရှဲရှဲလဲလဲမဲစကားပြောရတာကိုသဘောကျတယ်ငါဦးတပီကိုမင်းတို့ရဲ့အခြေအနေတွေအားလုံးကိုအမှန်တည်းပြောပြပြီးသားပါမင်းတို့ကအလွန်တရာမှဆင်းရဲနွမ်းပါရဲဆိုတာသူသိပါတယ်ဦးတပီကမင်းစီကနေဘာမင်္ဂလာကြီးဘာပစ္စည်းမှတောင်းဆိုမှာမဟုတ်ပါဘူးဒါပေမဲ့ဒူမရဲ့စဉ်းစားကြည့်အောင်လေဦးတပီကသူ့ရဲ့မင်္ဂလာစီတန်းလှည့်လည်တဲ့အဖွဲတွေနဲ့မင်းတို့အိမ်ကိုလာတဲ့အခါကျရင်ရှောင်းလာမဲ့ဧည့်သည်တော်တွေကိုကျွေးမွေးအိတ်ခံဖို့တော့မင်းမငွေကြီးရှိရမယ်မဟုတ်လားအဲဒါကြောင့်မင်္ဂလာဧည့်သည်တွေကိုစီစီကကနဲ့တိုက်တိုက်ဝန်းဝန်းအိတ်ခံနိုင်မှုအတွက်ငွေနှင်းငယ်လောက်ကိုတော့ဖြစ်အောင်စုဆောင်းထားပါလို့ပြောလိုက်ပါတယ်ဒီလိုပြောကြားပြီးတဲ့နောက်မှာတော့ဦးမင်းအောင်ဟာသူ့ရဲ့အင်္ဂလိပ်တွေကနေပြန်လဲထွက်ခွာသွားတယ်သူထွက်သွားတဲ့နောက်မှာတော့ညီမလေးတီတာရဲ့မျက်နှာလေးဟာအယောင်မိန်ငါဝမ်းနဲ့ပူဆွေးသွားတော့တယ်သူတာဟာသူ့ညီမလေးရဲ့ညှိုးငယ်နေတဲ့မျက်နှာကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ကသူမအနာကိုသွားပြီးနှစ်သိမ့်အားပေးရှာတယ်သူမရဲ့ပကုံးလေးကိုကိုင်ရင်းနဲ့သူတာကအိုးညီမလေးတီတာနေဘာဖြစ်လို့အခုလိုမျက်နှာပြက်ပြီးတော့ဝမ်းနေရတာလဲဟုတ်စငါညီမလေးရဲ့နေဘာမှစိုးရင်ပူပန်မနေပါနဲ့ကျွန်တော်ဘလို့နီးနေမဆိုဘယ်နေရာကပဲဖြစ်ဖြစ်ငွေကြေးရအောင်ရှာဖွေစီမံမှမယ်နင်းရဲ့မင်္ဂလာပိတ်ကိုစစ်စစ်ကကနဲ့ဖြစ်မြောက်အောင်လုပ်ပေးမယ်နင်းယုံကြည်လိုက်စမ်းပါလို့ပြောလိုက်တယ်နောက်တနေ့မနက်မိုးလေးနဲ့အခါသူတာဟာသူ့ရဲ့ဗဘေးဆိုင်ကိုမသွားတော့ပဲရွာရဲ့အာနာရှိဆုံးနဲ့ငွေကြေးအချမ်းစာဆုံးဖြစ်တဲ့တထေးကြီးဦးဝေါ်သားရဲ့တက်အိမ်ကြီးစီကိုတိုက်ရိုက်သွားခဲ့တယ်ဒါပေမဲ့ထိုတထေးကြီးဦးဝေါ်သားဟာအလွန်တရာမှရက်ဆက်ကြမ်းကြုတ်ပြီးကရုဏာတရားကင်းမဲ့တဲ့တဘာဝရှိသူဖြစ်တယ်သူတဟာတထေးကြီးရဲ့ရှေးမောင်မှာလက်အုပ်ချပြီးရိုးရိုးတသေးမတ်တက်ရလိုက်တယ်သူကခါကိုအနေကညွတ်ကိုင်းရင်သူတကဂါရဝပြုတ်ပါတယ်တထေးကြီးခင်ဗျာကျွန်တော်တထေးကြီးစီကနေအကူကြီးတစ်ခုလောက်ရကျင်လို့ရောက်လာခဲ့တာဖြစ်ပါတယ်လို့ပြောလိုက်တယ်ထိုအခါတထေးကြီးဦးဝန္တာကဆိုဖာပေါ်မှာခြေပြက်လက်ပြက်ထိုင်နေရေကနေတထေးကြီးဦးဝန္တာကအေးပြောစမောင်ငါမင်းကိုဘလို့အကူကြီးမျိုးပေးနိုင်မှာမို့လို့လဲကဲပြောလို့ပြောလိုက်ပါတယ်သူတအားနာပေမဲ့မိမိညီမအတွက်ကြောင့်သူတကဒီလိုပါတထေးကြီးလေးသိတဲ့အတိုင်းကျွန်ုပ်မှအရွယ်ရောက်နေတဲ့ညီမလေးတယောက်ရဲ့တာဝန်ရှိနေပါတယ်အခုကျွန်ုပ်လည်းညီမလေးကိုအိမ်အောင်ချပေးပြီးတာဝန်တစ်ခုကနေလွတ်မြောက်ခြင်းလိုပါဒါကြောင့်မင်္ဂလာစရိတ်အတွက်ကျွန်ုပ်ကိုငွေအချို့လောက်ချင်းကားပေးဖို့လိုအပ်နေပါတယ်တထေးကြီးလို့ပြောလိုက်တယ်သူတရဲ့စကားကိုကြားလိုက်ရတဲ့အခါတထေးကြီးဦးဝန္တာက
ထိမနိုင်သိမရအောင်အော်ဟစ်ရှင်မောပြီးတော့သူတရဲ့ဇင်းရဲတဲ့ဘဝကိုနှိမ့်ချလောက်ပြောင်းတော့တယ်။သူကနှာခေါင်းလျှော့ရင်းနဲ့တထေးကြီးဦးဝန်သားကဟာငွေချီးရမယ်ဟုတ်လား။ဒါကလည်းမင်းတို့ကောင်မျိုးကိုပေါ့။ဒါဆိုငါ့ကိုပြောစမ်းမအောင်မင်းကငါစီကနေငွေချေးဖို့အတွက်ဘာပစ္စည်းကိုအပေါင်ပစ္စည်းဖြစ်ထားခဲ့မှလဲမင်းမဘာအာမခံချက်ရှိလို့ငါစီကိုငွေလာချေးဖို့မျက်နှာပြောင်ပြောင်နဲ့ရောက်လာရတာလေကြည်စံတို့တာမင်းစီမှာအပေါင်ထားဖို့ဘာပစ္စည်းရှိလဲဆိုတာအရင်ပြောအဲ့လိုပြောနိုင်မှာပဲငါတို့စကားဆက်ပြောလို့ရမယ်လို့ပြောပါတယ်တို့တာကတတိကြီးရဲ့မျက်နှာကိုအာကိုတကြီးကြည့်ရင်နဲ့တို့တာကတတိကြီးတဲ့အတိပဲမဟုတ်လားဗျာကျွန်ုပ်ကအောင်နှံပျက်စီးနေတဲ့ဆိုင်ကားလေးထဲမှာဗဘေးအလုပ်ကိုလုပ်ကင်နေတာဖြစ်တယ်အဲ့ဒီဆိုင်ကနေအိမ်ငါးဆိုင်ဖြစ်ပြီးကျွန်ုပ်ပိုင်တာမဟုတ်ပါဘူးဒါပေမဲ့ကျွန်ုပ်မှာကိုယ်ပိုင်အိမ်ကလေးတစ်လုံးတော့ရှိပါတယ်အဲ့ဒီကျွန်ုပ်ရဲ့အိမ်နဲ့မြေခွက်ကိုတထေးကြီးစီမှာအပေါပစ္စည်းအဖြစ်ထားခဲ့ဖို့အသက်မှာပဲခင်ဗျာလို့ပြောလိုက်တယ်သူတရဲ့စကားကြောင့်တထေးကြီးဦးဝန္တာကပို့ပြီးတော့ရေမောလှောင်ပြောင်းပြန်နေသူကတယော်ရဲ့အပြုံနဲ့တထေးကြီးဦးဝန္တာကဟာမင်းကအဲ့ဒီလိုရိုင်နေတဲ့ဒိတ်အိုပြက်ကြီးကိုအိမ်လို့ခေါ်တာလားမိုးရရင်အိမ်နဲ့မိုးရွေတွေတပားပေါက်ကျနေတဲ့နေရာကိုလေအဲ့ဒါကိုမင်းကအိမ်လို့သမုတ်နေရလားအေးတကယ်လို့ဒါလေပြင်းမုံတိုင်းတိုက်ခိုက်လိုက်မင်းရဲ့ခေါင်းပေါ်ကအမိုးရီအားလုံးလွင့်ထွက်သွားပြီးမင်းကတော့ကြည်နေရောငါလွဲပြီးတော့ဘာမှတက်နိုင်မှာမဟုတ်ဘူးအဲ့ဒီလိုတဲစုံမျိုးကငါ့ကိုအလကားပေးရင်တော့မယူဘူးအဲ့ဒါကိုမင်းရဲ့တဲစုံနဲ့လဲလှယ်ပြီးငါမင်းကိုဘလို့နည်းနဲ့ငွေချေးရမှာလဲစကားပြောတာကတော့အဆင်မရှိလိုက်တာအေးဘာလို့ကြည့်နေရလဲကဲအခုချိန်ငါမျက်စိရှိရနေထွက်သွားစမ်းမင်းရဲ့အဲ့ဒီတဲစုံအတွက်ငွေတစ်ပြားမှချေးပေးနိုင်မှာမဟုတ်ဘူးတကယ်လို့မင်းစီမှာရွှေရီစိန်ရွှေရတနာတွေဒါမှမဟုတ်တန်ဖိုးရှိရဲ့လေယာမြေအဆောက်အုံတွေရှိရဲဆိုရင်တော့ငါနဲ့စကားလာပြောလို့ရတယ်အခုတော့ငါ့ရဲ့အဖိုးတန်ချင်းတွေကိုဖျုံးတိပစ်လိုက်ပြီးကဲထွက်သွားစမ်းလို့ပြောလိုက်တယ်ဒီလိုပြောဆိုပြီးတဲ့နောက်တထေးကြီးဦးဝေသားကသူတကိုကြောခိုင်းပြီးတော့မျက်နှာလွှဲလိုက်တယ်သူတရဲ့မျက်ဝန်းအစုံမှာတော့အကြီးအကျယ်စိတ်ပြတ်အားငယ်မှုအရေးရောင်တွေကဖုံးလွှမ်းသွားပြီးမိမိကိုယ်ကိုအလွန်မင်းအရှက်ရကတိတ်ခါကျသွားတယ်လို့ခံစားလိုက်ရပြီးတော့အမျက်ဆုံးခြေလမ်းနဲ့ထိုတိုက်အိမ်ကြီးရဲ့ကနေပြန်လည်ထွက်ခွာလာခဲ့တယ်ညနေပိုင်းအိမ်ကိုပြောင်းတဲ့အခါသူတရဲ့မျက်နှာပေါ်မှာကြီးစွာသောစိတ်ပြတ်အားငယ်မှုတွေကိုအထင်ရှားတွေ့မြင်နေရတယ်။သူတဟာတထေးကြီးစီမှာကြုံတွေ့ခဲ့ရတဲ့အရှက်ရပွေအဖြစ်အပျက်တွေအားလုံးကိုညီမဖြစ်သူတီရာကိုအမှန်တိုင်းပြောပြလိုက်တယ်။ထိုစကားကိုကြားလိုက်ရတဲ့အခါတီရာဟာအလွန်မင်းစိတ်မကောင်းဖြစ်ပြီးတော့ဒေါသထွက်သွားရှာတယ်။သူမကမျက်ရည်တွေဝေးရင်းနဲ့တီရာကအကူကအဲ့ဒီလိုရက်ဆက်တဲ့တထေးကြီးစီကိုဘာဖြစ်လို့ငွေသွားချရတာလဲလို့မေးလိုက်တယ်။သူတကတပ်ပြင်းအရှိကြီးကိုချရင်ဝမ်းနေစွာနဲ့သူတကမတက်နိုင်ဘူးညီမလေးရဲ့လူတယောက်မှမလွဲတာမရှောင်သာတဲ့အခက်ခဲတွေနဲ့ကြုံလာတဲ့အခါကိုယ်တိုင်ဘယ်တော့မှစိတ်ကူးမရင်ခဲ့ဘူးတဲ့ကိစ္စတွေကိုတော့မှအတင်းအကျပ်လှုပ်ဆောင်ရတော့တာပဲလို့ပြောလိုက်တယ်။ထိုစကားကိုကြတော့တီရာဟာငိုကြွေးပြီးတော့တီရာကအကူကျွန်ုပ်တို့နဲ့ဒီလိုမျိုးတွေအများကြီးစိုးရိမ်ပူပန်မနေပါနဲ့တော့အကယ်၍ကျွန်ုပ်ရဲ့ကံကြမ္မာမှာကောင်းမွန်တဲ့နေရာတစ်ခုမှာအိမ်အောင်ကြဖို့ရေးမှတ်ထားရဲဆိုရင်တော့တေချာပေါက်ဖြစ်လာမှာပါလို့ပြောလိုက်တယ်။သူတာကညီမလေးရဲ့မျက်ရည်တွေကိုတုပ်ပေးရင်စိတ်ပိုင်းဖြတ်ထားတဲ့လေတန်းနဲ့သူတာကကျွန်ုပ်ကမပူပန်ရင်ဘသူကပူပန်ပေးမှလဲညီမလေးရဲ့ကျွန်ုပ်တေချာစဉ်းစားဆုံးဖြတ်ပြီးပြီအခုကစပြီးတော့ကျွန်ုပ်ဒီရွာမှာဆက်မနေတော့ဘူးကျွန်ုပ်တာဝတိပြည်ကြီးစီကိုသွားမယ်အဲ့ဒီနေပြည်တော်ကြီးမှာဗဘေးအလုပ်ကိုတွားရောက်လုပ်ကိုင်မယ်ကျွန်ုပ်ကြားသိရတဲ့လောက်တော့နေပြည်တော်ကြီးမှာအလုပ်ကိုင်ခွင့်လန်းတွေအများကြီးရှိပြီးတော့အဲ့ဒီကဗဘေးဆရာတွေကငွေကြီးအမြောက်များရှာဖွေနိုင်ကြတယ်အခုကျွန်ုပ်နေပြည်တော်ကိုသွားပြီးတော့ငွေတွေအများကြီးစုဆောင်းရရှိမှပဲဒီရွာကိုပြန်လာတော့မယ်လို့ပြောလိုက်တယ်ထိုစကားကိုကြားလိုက်ရတဲ့အခါညီမလေးတီရာကအလွန်အံ့ဩတုန်လှုပ်သွားပြီးတော့တီရာကအကိုဒါပေမဲ့အကိုထွက်သွားရင်ကျွန်ုပ်ဒီအိမ်မှာတယောက်တည်းကျန်ရင်းနေခင်မှာဘိုးလို့မေးလိုက်တယ်သူတရဲ့မျက်ဝန်းတွေထဲမှာလည်းမျက်ရည်စားတွေဝဲတက်ပြီးသူတကငါညီမလေးရဲ့ဒါရက်အနေငယ်လာအနေငယ်လောက်ပဲကြားမိကိစ္စပါကျွန်ုပ်နေပြည်တော်ကြီးကိုရောက်ရင်နေရောညပါမနာရန်စူးစမ်းအားထုတ်ပြီးတော့အလုပ်လုပ်ပါမယ်မကြခင်အချိန်တွင်းမှာပဲကျွန်ုပ်ငွေတွေအများကြီးရှာဖွေစုဆောင်းပြီးတော့ပြန်လာခဲ့ငါတို့ရဲ့ဆင်းရဲဒုက္ခအခက်အခဲတွေအားလုံးကတေချာပေါက်ပျောက်ကွယ်သွားလိမ့်မယ်။နေစောင့်ကြည့်နေလိုက်ပါလို့ပြောလိုက်တယ်။တီရာဟာအတန်ကြာအောင်တွေးတောနေပြီးမှစိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးတီရာကကောင်းပါပြီအကိုသွားခြင်းနေရာကိုသွားပါကျွန်ုပ်တို့ဘာမှစိုးရင်ပူပန်မနေပါနဲ့ကျွန်ုပ်ရဲ့အနေထားကတော့ရွာတွေကတခြားသူတွေရဲ့အိမ်မှာအိုခွက်ပကံတွေလိုက်လဲစီကြောပေးနေပဲဖြစ်တယ်လို့ဝိုင်းရီကိုရှာဖွေစားတော့နေထိုင်သွားပါမယ်လို့ပြောလိုက်တယ်။ညီမလေးရဲ့ကရုဏာတပ်ဖွေစကားကိုကြားလိုက်ရတဲ့အခါသူတရဲ့မျက်လုံးတွေကနေမျက်ရည်တွေကတားမရအောင်စီးကြလာပြီးတော့သူတကအိုးညီမလေးရဲ့အဲ့လိုဝမ်းနေစရာတွေမပြောပါနဲ့အောင်မငိုပါနဲ့တော့ညီမလေးရဲ့မငိုပါနဲ့တော့ကိစ္စမရှိပါဘူးအရာအလုံးကတေချာပေါက်ပြန်လည်ကောင်းမွန်လာမှာပါအားလုံးအဆင်ပြေသွားမှာမို့လို့မငိုပါနဲ့တော့လို့ပြောလိုက်တယ်နောက်တနေ့နဲ့အာယုံတက်ချိန်မှာတော့သူတဟာ
သူ့ရဲ့အဝတ်အစားနဲ့လိုအပ်တဲ့ပစ္စည်းအချို့ကိုအထုပ်ပြင်ဆင်ပြီးတော့တာဝတိပြည်ကြီးစီကိုဦးတီကထွက်သွားခဲ့တော့တယ်။တာဝတိနေပြည်တော်ကြီးစီကိုဦးတီပြီးတော်လန်တိုင်းတကိုယ်ရဲခီးနေလာခဲ့တဲ့ဗဘေးဆရာလူငယ်လေးသူတဟာရပ်ပေါင်းများစွာပင်မကြီးစွာရှောက်လန်းခဲ့ရပြီးတဲ့နောက်မှာတော့လှပခန္ဓာရဲ့တာဝတိပြည်ကြီးစီကိုစိတ်စိတ်မြတ်မြတ်ရောက်ရှိသွားတော့တယ်။သူဟာကြီးကျယ်ခန္ဓာလာတဲ့မြို့ပြကြီးရဲ့လမ်းမတွေထမှာဟိုဟိုတီတီရှောက်လန်းရင်းနဲ့မိမိဝိုင်းရေးအတွက်ဗဘေးအလုရှာဖွေဖို့စတင်စုံစမ်းတော့တယ်။အတန်ကြာတော့လိုက်လံရှာဖွေပြီးတဲ့နောက်မှာတော့သူတရဲ့မျက်လုံးတွေကလမ်းဘေးတနေရာမှာရှိနေတဲ့အသက်ကြီးကြီးဗဘေးဆရာအိုကြီးတဦးစီကိုရောက်ရှိသွားတယ်။သူတဟာအသက်ရှူတာမမှန်မေးမမောပမန်းနဲ့ထိုဗဘေးဆရာအိုကြီးရဲ့အနာကိုအပြေးလွှားသွားရောက်ပြီးတော့မိမိရဲ့ဒုက္ခဆင်းရဲအခက်အခဲတွေနဲ့တနာစရာကောင်းတဲ့ဘဝအခြေအနေကိုဝမ်းနည်းပလက်ပြောပြကအလုပ်ပေးဖို့တောင်းပန်တူရှိုးရှာတယ်။သူတကလက်အုပ်ချပြီးတနာစရာမျက်နှာလေးနဲ့သူတကအသက်ကြီးရဲ့ဆရာကြီးခင်ဗျာကြော့ပါရဲ့ကျွန်တော်အလွန်တရာမှအခက်အခဲတွေ့နေလို့အလုပ်တစ်ခုလောက်အသေးအတန်လိုအပ်နေပါတယ်ဆရာကြီးကျွန်တော်ကအလုပ်ကိုတကယ်ကျွမ်းကျင်တဲ့ဗဘေးသမားတဦးဖြစ်ပါတယ်ကျွန်တော်ဘလောက်ပေးပင်ပန်းပါစေဘယ်တော့မှအလုပ်ကိုစိတ်ပြတ်ပြီးတော့နောက်ဆုတ်သွားတာမျိုးမဟုတ်ပါဘူးဆရာကြီးရဲ့ကျွန်တော်ကိုယုံကြည်ပြီးတော့အလုပ်တစ်ခုလောက်ပေးပြီးစမ်းသပ်ကြည့်ပေးပါအောင်ခင်ဗျာလို့ပြောလိုက်တယ်ထိုအခါသူတော်ရဲ့တနာစရာကောင်းလာတဲ့အဖြစ်အခြေအနေတွေကိုမြင်လိုက်ရတဲ့အခါဗဘေးဆရာအိုကြီးဟာစိတ်နှလုံးမှာဂိူးနာတရားတက်ဝင်သွားပြီးတော့သူတော်ကိုတနာစရာလူငယ်လေးတဦးအဖြစ်ကြီးကဆုံးမစကားပြောဆိုလိုက်တယ်ဗဘေးဆရာအိုကြီးကသူတကိုကြည့်ပြီးတော့အေးမင်းရဲ့တနာစရာကောင်းတဲ့ဘဝအခက်ခဲတွေကိုငါကြည့်ပြီးတော့စိတ်မကောင်းဖြစ်ရတဲ့အတွက်မင်းကငါရဲ့ဗဘေးဖို့မှာအလုပ်ပေးပါမယ်ဒါပေမဲ့တခုတော့ရှိရဲ့တူမမင်းညဘက်နေထိုင်တဲကိုနေရာကိုတော့မင်းမသာမင်းဖြစ်အောင်စီစဉ်ရလိမ့်မယ်ငါစီကနေစရာနေရာကိုတော့လုံးဝလာပြီးတော့မတောင်းဆိုပါနဲ့ငါအဲ့ဒါကိုတော့တာဝန်မယူနိုင်ဘူးလို့ပြောလိုက်တယ်ဗဘေးဆရာကြီးရဲ့စကားကိုကြားလိုက်ရတဲ့အခါသူတဟာဝမ်းသာအားရနဲ့ခေါင်းကိုအကြိမ်ကြိမ်ညှိရင်းနဲ့သူတကဟုတ်ကဲ့ပါဆရာကြီးခင်ဗျာဟုတ်ကဲ့ပါအဲ့ဒီနေထိုင်စရာနေရာတွေအတွက်ကိုတော့ဆရာကြီးလုံးဝစိုးရင်ပူပန်မနေပါနဲ့အောင်ကျွန်တော်ညဘက်ရောက်ရင်ဘယ်နေရာပဲဖြစ်ဖြစ်ကျွန်တော်အဆင်ပြေပါတယ်လို့ပြောလိုက်တယ်ထိုအခါဆရာအိုကြီးကစိတ်ကျေနပ်သွားပြီးတော့တန်လုံးတွေကိုညွှန်ပြကဗဘေးဆရာကြီးကအဲ့ဒါဆိုရင်တော့အားလုံးအဆင်ပြေသွားပြီဒီနေ့အစပြီးတော့ငါရဲ့ဗဘေးဖို့မှာချက်ချင်းအလုပ်စားလုပ်ပြီးတော့ကဲလားအလုပ်စားလုပ်ကြစို့လို့ပြောလိုက်တယ်အရီနီကစပြီးတော့ဗဘေးဆရာလူငယ်လေးသူတဟာထိုဗဘေးဆရာအိုကြီးနဲ့တူနေရောညပါမနာလန်းစူးစမ်းပန်းစားအားထုတ်ပြီးအလုပ်တွေကိုဖိဖိစီစီလုပ်ကင်တော့တယ်သူဟာညီမလေးစီကိုငွေတွေအများကြီးယူပြီးပြန်ကျင်တဲ့စိတ်တစ်ခုတွေနဲ့ချွေးတလုံးလုံးစီးကြခံကတန်တုံးကြီးတွေကိုအားစိုက်ထုရိုက်နေခဲ့တယ်ဒီလိုနဲ့ပဲအချိန်တွေဟာတရွေ့ရွေ့ကုန်ဆုံးသွားခဲ့ရတယ်အတန်းကြောင့်အချိန်တွေကုန်လွန်ပြီးတဲ့နောက်မှာတော့သူတရဲ့ကကြမ္မာဆိုးကျင်တော့ထိုတာဝတိပြည်ကြီးအတွင်းကိုအလွန်တရာမှပြင်းထန်လာတဲ့မိုးခေါင်ရေရှားဘေးဒုက္ခကြီးကရုတ်တရက်ကြောက်ရောက်လာတော့တယ်တနိုင်ငံလုံးမှာရှိတဲ့မြေချောင်းအင်းအိုင်တွေခန်းချောက်ပြီးကောက်ပေးသီးနှံတွေပျက်စီးကုန်နေတနေ့သောအခါမှာတော့ဗဘေးဆရာအိုကြီးဟာသူတရဲ့အနာကိုလေးလံနဲ့ခြေလမ်းတွေနဲ့ရှောက်လန်းလာခဲ့ပြီးသူတရဲ့လက်ထဲသို့သူရှာဖွေစုဆောင်းထားတဲ့လောက်ခငွေကြီးအချို့ကိုထည့်ပေးကဝမ်းနေစွာနဲ့ပြောဆိုတော့တယ်ဗဘေးဆရာအိုကြီးကသူတရဲ့ပခုံးကိုကင်ပြီးတူမောင်သူတမင်းအခုချက်ချင်းပဲမင်းရဲ့ဇာတိရွာကလေးစီကိုပြန်သွားပြီးတော့ကေသွားတော့လို့ပြောလိုက်တယ်ထိုစကားကိုကြားလိုက်ရတဲ့အခါသူတဟာအလွန်မင်းထိတ်လန့်တုန်လှုပ်သွားပြီးမိမိမှာဘာအမှားရင်းများလုံးမိလို့လဲဆိုရဲတွေးပူစိမ့်နဲ့မျက်လုံးအဝိုင်းသားဖြစ်သွားရရှာတယ်သူတကဆရာကြီးကိုကြည့်ပြီးတော့ထိတ်လန့်တကြားနဲ့ဟမ်ဆရာကြီးဘာဖြစ်လို့လဲခင်ဗျာကျွန်တော်တစုံတရာအမှားရင်းများလုံးမိလို့လားဆရာကြီးကျေးဇူးပြုပြီးတော့ပြောပြပါအောင်လို့မေးလိုက်တယ်ဆရာအိုကခေါင်းကိုဖြင်းရင်းစွာခါရမ်းပြီးတော့ဗဘေးဆရာအိုကြီးကမဟုတ်ပါဘူးဒူမောင်ရေမင်းမကဘာအမှားမှမလုပ်ခဲ့ပါဘူးငါရဲ့တသက်တာတက်တန်းတစ်လျှောက်မှာမင်းလိုမျိုးအလုပ်ကျွေးပြုတ်ပြီးနေရောညပါစူးစမ်းအားထုတ်တဲ့ဗဘေးသမားကောင်းတယောက်ကိုလုံးဝမတွေ့ခဲ့ဘူး။အိုးတူမောင်ရေမင်းကတော့နေရောညပါဗဘေးဖို့ထဲမှာပဲအလုပ်တွေကိုတဲတန်လုတ်ကင်နေရတဲ့အတွက်ကြောင့်အပြေလောကမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုလုံးဝသတင်းအစာနာမသိရှာဘူးထင်ပါတယ်လို့ပြောလိုက်တယ်။သူတာကနားမလည်နိုင်စွာနဲ့သူတာကဆရာကြီးပြောတဲ့စကားကိုကျွန်တော်တေချာနားမလည်တော့ပါခင်ဗျာ။အပြင်မှာဘာတွေဖြစ်ပျက်နေလို့လဲဆရာကြီးလို့မေးလိုက်တယ်။ဆရာအိုကြီးကတပြင်းအရှိကြီးချရင်စိုးရည်တဲ့ကြီးနဲ့ဗဘေးဆရာအိုကြီးကတူမောင်သူတာပြီးခဲ့တဲ့ရက်ပိုင်းကစပြီးတော့ငါတို့တိုင်းပြည်ကြီးတစ်ခုလုံးမှာအလွန်တရာမှပြင်းထန်လာတဲ့မိုးခေါင်ရေရှားဒုက္ခကြီးကြောက်ရောက်နေပြီလေမင်းကတော့ညီမလေးအတွက်ငွေစုချင်စောနဲ့တနည်းကိုထမင်းတက်တဲ့ပဲဖြစ်တယ်လို့စားပြီးပတ်စံတွေကိုချွေတာစုဆောင်းနေရတာဖြစ်တယ်အဲဒါကြောင့်မင်းမသိရှာတာကခုချိန်မှာတိုင်းပြည်ကြီးတစ်ခုလုံးဟာအစားအစာနဲ့စံရည်စပါးရှားပါတဲ့ဒုက္ခဆိုးကြီးနဲ့အကြီးအကျယ်ရုန်းကန်နေရတယ်ဆိုတာပဲနေပြည်တော်ရဲ့စပတ်ကြီးတွေထဲမှာရှိတဲ့စံစပါးရိတ်ခါတွေအားလုံးဟာလေဒ
ထူးဆန်းစွာနဲ့ရုတ်တရက်ကုန်ခန်းပြောက်ကွယ်သွားခဲ့ရပြီးဒီအပြင်မိုးကလည်းလုံးဝအရှာတော်ခြင်းမရှိတော့အခုဆိုရင်တော့တိုင်းပြည်ကြီးတစ်ခုလုံးမှာရှိတဲ့ပြည်သူပြည်သားတွေအားလုံးဟာငတ်မော့ခေါင်းပါပြီးဗယံပက်ဓာရီဖြစ်ကဒုက္ခရောက်နေကြပြီးတူမောင်ရီလို့ပြောလိုက်တယ်။ထိုကြောင့်မဖွေသတင်းစိုးကြီးကိုကြားလိုက်ရတဲ့အခါဗဘေးဆရာလူငယ်လေးသူတဟာချက်ချင်းပဲအကြီးကျယ်ထိတ်လန့်သွားပြီးတော့သူ့ရဲ့စိတ်နှလုံးထဲမှာဇာတုရွာမှာကြံရစ်ခဲ့တဲ့ညီမလေးတီတာအတွက်စိုးရိမ်ပူပန်စိတ်တွေကတားမနိုင်စီမရပြင်းထန်စွာဖြစ်ပေါ်လာတော့တယ်။ဆရာအိုကြီးကသူတကိုကြည့်ပြီးတော့ဆက်လက်ကဗဘေးဆရာအိုကြီးကအခုလိုမျိုးမိုးခေါင်ရေရှားဘေးဒုက္ခကြီးကအတိုင်းပြည်ကြီးတစ်ခုလုံးမှာဖြစ်ပျက်နေတာဆိုတော့မင်းရဲ့ဇာတိရွာကလေးလည်းဒီဘေးကနေလွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး။ကြည့်ရတာမင်းရဲ့ရွာကလေးလည်းအဲ့ဒီလိုအခက်အခဲတွေတွေ့ရလိမ့်မယ်လို့ပြောလိုက်တယ်။တူတာကညီမလေးကိုတွေးပြီးတော့မျက်ရည်ဝဲလျက်ဆရာကြီးပြောတာတကယ်ပဲမှန်ပါတယ်ခင်ဗျာ။အခုကျွန်တော်ရဲ့စိတ်ထဲမှာတကူရေးကြံခဲ့တဲ့ညီမလေးသိတာအတွက်အလွန်မင်းဆိုရင်ပူပန်နေမိပါတယ်။ထိုသနာစရာကောင်းတဲ့ညီမလေးတယောက်တော်ရဲမှာဘလူနီးနဲ့ဘလူနီထိုင်စားတော့ရမလဲဆိုတာမသိပါဘူး။ကျွန်တော်ခုချက်ချင်းပြန်ရပါလိမ့်မယ်လို့ပြောလိုက်တယ်။တူတာဟာဗဘေးဆရာအိုကြီးကိုဂါရဝပြုနှုတ်ဆက်ပြီးတော့ထိုချိန်မှာမိမိရဲ့အစာတိရွာကလေးစီကိုအပြေးလွှားပြန်လာခဲ့တော့တယ်။ရက်ပေါင်းများစွာခရီးနေပြီးတော့အင်္ဂလိပ်ကိုရောက်ရှိသွားတဲ့အခါမှာတော့တူတာဟာအင်္ဂလိပ်ထဲမှာညီမဖြစ်သူတီတာကအလွန်မင်းဝမ်းနဲ့ပူစေးပြီးညှိုးငယ်စွာထိုင်နေရကိုမြင်တွေ့ရတယ်။အကိုဖြစ်သူတူတာပြောင်းလာတာကိုမြင်လိုက်ရတဲ့အခါအော်ဟင်ကိုကြွေးပြီးတော့အကိုထံကိုပြေးလာပါတယ်။သူမမျက်ရည်တွေတသွင်းသွင်းစီးကြရင်တီတာကအကိုတကယ်ပဲပြောင်းလာခဲ့ပြီ။အကိုပြန်လာတာတကယ်ပဲကောင်းတာပဲ။အခုကျွန်တော်တို့ရွာလေးထဲမှာအလွန်တရာမှရက်ဆက်လာတဲ့မိုးခေါင်ရေရှားဘေးဒုက္ခကြီးကျရောက်ပြီးအကိုရဲ့လို့ပြောလိုက်တယ်။တူတာကညီမလေးကိုပွေဖက်နှစ်သိမ့်ပေးရင်တူတာကအေးပါညီမလေးသိတာရဲ့ကျွန်တော်အားလုံးကိုသိရှိနားလည်ပါတယ်။အားလုံးကိုသိပါတယ်။အဲ့ဒီလိုတိုင်းပြည်မှာဒုက္ခရောက်နေမှန်းသိလို့ပဲကျွန်တော်ညီမလေးစီကိုအမြန်ဆုံးပြန်လာခဲ့တာဖြစ်တယ်လို့ပြောလိုက်တယ်။တီတာကစိတ်မကောင်းစွာနဲ့ရွာရဲ့အခြေအနေကိုဆက်လက်ရှင်းပြရှာတယ်။တီတာကအကိုအခုဆိုရင်ရွာထဲမှာရှိတဲ့ရေကန်တွေနဲ့ရေရင်းတွေအားလုံးဒီပါဟာခန်းချောက်ကုန်ခန်းသွားခဲ့ရပြီ။အဲဒီထဲကရေနှင်းငယ်ပဲကြန့်ရှိနေသေးတဲ့ရေပင်းတွေနဲ့ရေကန်တွေကိုတော့စိတ်တစတထေကြီးဦးဝေါ်သားကသူ့ရဲ့အာဏာရဲ့အပိုင်စီးပြီးတော့တိမ့်ပိတ်ထိန်းချုပ်ထားတယ်။သူကအဲ့ဒီရေတွေကိုရွာသူရွာသားတွေကိုအလကားမပေးပဲအလွန်တရာမှကြီးမားပြီးအစမတန်မြင့်မားလာတဲ့ငွေကြီးတန်ဖိုးတွေကိုတောင်းခံနေတယ်။အဲ့ဒီလိုငွေအများကြီးပေးနိုင်တဲ့သူတွေကိုမှတောက်သုံးမှုရေကိုထုတ်ပေးနေရဖြစ်ပါတယ်။ဒါတွေမကသေးဘူးကျွန်တော်တို့အိမ်မှာရှိတဲ့စိုင်ရည်စပါးရိတ်ခါတွေကလည်းအခုဆိုရင်လုံးဝကုန်ခန်းတော့မယ့်အခြေအနေကိုရောက်ရှိနေပြီအကိုရဲ့။သူမကအဲ့ဒီလိုပြောလိုက်တယ်။တူတာဟာအလွန်မင်းထိတ်လန့်သွားပေမဲ့ညီမလေးစိတ်မကောင်းဖြစ်မှာဆိုလို့စိတ်ကိုတင်းထားလိုက်တယ်။တူတာကညီမလေးရဲ့လက်ကိုဆုပ်ကိုင်းရင်အားပေးစကားဆိုရီတူတာကညီမလေးတီတာနင်ဘာမှဆိုရင်ပူပန်မနေပါနဲ့အောင်ကျွန်တော်နေပြည်တော်ကနေပြီးတော့ညီမလေးအတွက်ရှာဖွေစုဆောင်လာခဲ့တဲ့ငွေကြီးအချို့ရှိနေပါသေးတယ်။အဲ့ဒီငွေတွေနဲ့ကျွန်တော်တို့အစားသုံးဖို့စိုင်ရည်တစ်ပါးရိတ်ထားတွေကိုဘလို့နီးနဲ့မဆိုဝယ်ယူပြီးယူဆောင်လာခဲ့ပါမယ်။နေလုံးဝစိုးရင်မနေပါနဲ့ဟုတ်ပြီလားလုံးဝမပူပါနဲ့လို့ပြောလိုက်တယ်။တီတာကခေါင်းကိုညှိရင်းနဲ့ဝမ်းနေစွာနဲ့ပြန်ပြောရှာတယ်။တီတာကအကိုအခုချိန်မှာရွာရင်းကဘယ်နေရာမှာမှဝေယူစရာဆန်တဲ့ရိတ်ကလုံးဝကိုရှိမနေတော့တာဖြစ်တယ်။ဒါကအလွန်တရာမှထူးဆန်းလုံးတဲ့ကိစ္စပဲအကိုလို့ပြောလိုက်တယ်။တူတာကဆဲစားရင်းနဲ့ရေရိုးလိုက်ပုံကတော့တူတာကဒါကတကယ်ပဲထူးဆန်းအံ့ဩပဲကောင်းတဲ့ကိစ္စပဲကျွန်တော်နေပြည်တော်ကြီးမှာရှိနေတော့ကအလုပ်ရှင်ပပဲဆရာအိုကြီးကဒီလိုပဲပြောပြခဲ့ဘူးတယ်။တိုင်းပြည်ရဲ့စပက်ကြီးတွေကနေဆက်စပါးတွေအားလုံးဟာထူးဆန်းစွာနဲ့ရုတ်တရက်ရှားပါးကုန်ခန်းသွားခဲ့တာပါတဲ့။အခုဘာတွေဆက်ဖြစ်လာအောင်မလဲမသိဘူး။ဒါပေမဲ့လေညီမလေးရဲ့နေဘာမှဆိုရင်ပူပန်မနေပါနဲ့။ကျွန်တော်ခုချက်ချင်းတောနတ်ကြီးတွေကိုသွားပြီးတော့အပင်ပေါ်ကတက်သေးတူတွေကိုရှာဖွေခိုးဆိုပြီးယူဆောင်လာခဲ့မယ်။ပြီးတော့တောတွေကနေပြီးတော့တောက်သုံးမှုရေကိုလေတဘာရဲရှာဖွေခက်ယူလာခဲ့မယ်။ကျွန်တော်အဲ့ဒီရက်ဆက်လာတဲ့တထေးကြီးအိုးဝန်သားရဲ့အိမ်ကိုတော့ရေသွားပြီးတော့မတောင်းခဲ့ပါဘူး။နေလုံးဝမစိုးရင်နေပါနဲ့။ကျွန်တော်အခုပဲသွားပြီးတော့ချက်ချင်းပြန်လာခဲ့မယ်လို့ပြောလိုက်တယ်။ဒီလိုပြောကြပြီးတဲ့နောက်မှာတော့ဗဘေးဆရာတူတာဟာအိမ်တွေကနေပြီးတော့ရေထဲစရာမြေဦးအလွတ်တလုံးကိုကောက်ကင်ကညီမလေးကိုထားရိတ်ခဲ့ပြီးတော့ဒေါ်နတ်ကြီးစီကိုတကူရေးထွက်ခါခဲ့တော့တယ်။ဗဘေးဆရာတူတာဟာလက်ထဲမှာမြေဦးအလွတ်တလုံးကိုစုပ်ကိုင်ရင်ပူပေး6သက်လာတဲ့နေအောင်ကြီးအောက်မှာတရွေ့နဲ့တစ်ပင်ကြီးတွေအုပ်ဆိုင်နေတဲ့ဒေါ်နတ်ကြီးကိုတကူရေးဝင်ရောက်လာခဲ့တော့တယ်။ညီမလေးတီတာစားသုံးဖို့အတွက်တတိတူဥတွေတင်တောက်ဖို့ရေကိုရှာဖွေဖို့စိတ်အားထက်သန်စွာနဲ့ဒေါ်နတ်ကြီးအတွင်တွေကိုတလန်းချင်းတိုးဝင်လျှောက်လန်းနေမိတယ်။အတန်ကြောင်ဗမန်းခင်လျှောက်လန်းပြီးတဲ့နောက်မှာတော့တူတာဟာဒေါကန်နာရတဲကအိုအီစစ်တစ်ခုလိုထူးဆန်းစွာတည်ရှိနေတဲ့ရေကန်ကြီးတစ်ကန်ကိုလှမ်းမြင်လိုက်ရတယ်။ထိုရေကန်ကြီးကတော့ရွာတွေကတခြားရေကန်တွေလိုခန်းချောက်မသွားပဲကြည်လင်တဲ့ရေတွေပြေးရှမ်းနေစေဖြစ်ပြီးတော့
ထူးခြားချက်ကတော့ထိုနေရာစီမှာရွာသူရွာသားတွေတက်တိုက်ဝဝလာရောက်ကြခြင်းလုံးဝမရှိရပဲဖြစ်ပါတယ်။တူတာဟာအသက်ကိုပြင်းပြင်းရှူရင်းနဲ့ဝမ်းသာအာရနဲ့ရေရွလိုက်ပုံကတော့တူတာကမှန်လားပါပြီ။ဒါကတော့ရွာတွေကဘယ်သူမှလာရောက်ခြင်းမရှိရဲ့လှုပ်ဝက်ဆန်းခြင်းရေကန်ကြီးပဲ။ကင်ကုန်းထောင်းမစွာနဲ့ပဲဒီရေကန်ထဲမှာတော့ဘယ်အချိန်မဆိုရေတွေကအမြဲတမ်းပြည့်ရှမ်းပြီးတော့ကြန့်ရှိနေခဲ့တာဖြစ်တယ်။ကဲအရင်ဆုံးမြေအိုးတွေကိုရေတွေအပြည့်ခတ်ယူလိုက်အောင်မေလို့ပြောပါတယ်။တူတာကလေချောင်းရှင်းလိုက်ပြီးမြေအိုးတွေကိုရေကိုတဖြန်းဖြန်းနဲ့အားရပါရခတ်ယူလိုက်တယ်။ရေခတ်ပြီးတဲ့နောက်မှာတော့သူဟာညီမလေးအတွက်စားသုံးစရာတက်သီးတွေရှိမဲ့တက်သီးပင်တစ်ပင်ကိုတောထဲမှာဆက်လက်ပြီးတော့လိုက်လံရှာဖွေတော့တယ်။ထို့တို့ရှာဖွေနေတော့မှပဲတူတာရဲ့နှစီတွေကိုအလွန်တရာမှတနာစရာကောင်းပြီးနာကျင်စွာညီးတွားနေတဲ့အတန်ဆန်းတစ်ခုကရုတ်တရက်တိုးဝင်ထွက်ပေါ်လာတယ်။တူတာဟာထိုညီးတွားတန်ထွက်ပေါ်လာရာအယံမျက်နှာစီကိုမျက်စိဝေးကြည့်လိုက်တဲ့အခါခြုံပုံလေးတစ်ခုရဲ့ကြားထဲမှာတန်ရရပြီးတော့အာရင်ကုန်ခန်းကလေးလျောင်းညီးတွားနေရှာတဲ့တနာစရာစကားပြောတတ်တဲ့တာလီကငတ်မာလေးတစ်ကောင်ကိုရှာဖွေတွေ့ရှိသွားတော့တယ်။တူတာဟာအလွန်တရာအံ့ဩစိတ်မကောင်းဖြစ်သွားပြီးထိုငတ်မာလေးရဲ့အနားကိုအပြေးလွှာချင်းကပ်သွားရင်ရေရွလိုက်ပုံကတော့တူတာကဖះရေဒါကတာလီကငတ်မာလေးတစ်ကောင်မလား။ဦးတနာစရာကောင်းလိုက်တာကြည့်ရတာဒီငတ်မာလေးကအလွန်အမင်းစားလောင်မှုသိပ်ပြီးရေငတ်တဲ့တန်းကြောင့်အာရင်ကုန်ခန်းတာခြုံမုတ်ထင်းကိုပြုတ်ကျနေခဲ့တာထင်ရတယ်။တူတာကအာရင်ချီနေနေတဲ့တာလီကငတ်မာလေးရဲ့အနားမှာဒူထောက်ထိုင်ချလိုက်ပြီးတော့နူးညံ့တဲ့အလေတန်းနဲ့အားပေးစကားဆိုတယ်။တူတာကအိုးတနာစရာငတ်မာလေးရဲ့တင်ဘာမှစိုးရင်ပူပန်မနေပါနဲ့။အိုးနင်တကယ်ကိုရေငတ်နေတယ်ဆိုရင်ကျွန်ုပ်နေ့ကိုအခုပဲရေတိုက်ပါမယ်။ဟုတ်ပြီလား။ကျွန်ုပ်နေ့အတွက်ရေပေးပါမယ်လို့ပြောလိုက်တယ်။ဒီလိုတူတာကရေတိုက်ဖို့ပြင်ဆင်နေတော့မှပဲထူးဆန်းအံ့ဩစရာကောင်းတဲ့ထိုတာလီကငတ်မာလေးဟာလူသားတုံးရဲ့အတန်မျိုးနဲ့တူတာကိုမော့ကြည့်ပြီးတော့စတင်စကားပြောဆိုလာတော့တယ်။တာလီကငတ်မာလေးဟာအားနည်းလာတဲ့အတန်နဲ့အိုးအကျဉ်းသားတရားရှိရဲ့လူသားလေးရဲ့ကျွန်ုပ်ရဲ့အနာကနေတခြားလူသားအမြောက်အများဖြတ်တန်းသွားခဲ့ပူပါတယ်။ဒါပေမဲ့အဲ့ဒီလူတွေကဘသူတဦးတယောက်ကမှကျွန်ုပ်ရဲ့ဖြစ်တည်မှုကိုလှည့်ပင်မကြည့်ခဲ့ကြသလိုအရေးတယူလည်းမလုပ်ခဲ့ကြပါဘူး။နေကတော့ကျွန်ုပ်ရဲ့ဆင်းရဲဒုက္ခတွေကိုမြင်တွေ့ရုံနဲ့မကပဲကျွန်ုပ်ခံစားနေရတဲ့နာကျင်မှုဝေဒနာတွေကိုပါစာနာနာလဲပြီးပထမဦးဆုံးသောလူသားစစ်စစ်ဖြစ်ပါတယ်လို့ပြောလိုက်တယ်။ငမလေးရဲ့ပါဇက်ကနေလူသားစကားတန်ထွက်ပေါ်လာတာကိုကြားရတဲ့အခါဗပဲဆရာတို့တာဟာကိုခန္ဓာတစ်ခုလုံးစက်သိမ်းမွေးခြင်းထသွားပြီးတော့အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားရှာတယ်။တို့တာကနောက်ကိုအနှင်းငယ်ဆိုရင်ထိတ်လန့်တကြားနဲ့တို့တာကဖះအံ့ဩစရာကောင်းလိုက်တာတာလီကငတ်မာလေးတစ်ကောင်ကလူသားတွေလိုတိတိကျကျစကားပြောနေပါလားဒါဘလို့နည်းနဲ့ဖြစ်နိုင်မှာလေလို့မြင်လိုက်တယ်။တို့တာအကြောင်းလန့်နေတာကိုမြင်တော့တာလီကငတ်မာလေးကစိတ်အေးစီဖို့အတွက်တာလီကငတ်မာလေးကအိုးမကြောက်ပါနဲ့အောင်လူသားလေးရဲ့ကျွန်ုပ်နေကိုဘာအန်ဒီရဲ့ဘာဒုက္ခမှပေးမှာမဟုတ်ပါဘူး။ဒါပေမဲ့ကျွန်ုပ်ကနင်းရဲ့ဆင်းရဲနွမ်းပါလာတဲ့ကကြမ္မာဆိုးကြီးကိုတော့တေချာပေါက်ပြောင်းလဲပြစ်နိုင်စွမ်းရှိပါတယ်လို့ပြောလိုက်တယ်။တူတာကနားမလဲနိုင်စွာနဲ့မျက်လုံးအဝိုင်းသားနဲ့ပြန်မေးလိုက်ပုံကတော့တူတာကနင်းဟာဘာတွေအကြောင်းပြောနေရလဲ။ဒါဆိုနင်းကတကယ်ပဲကျွန်ုပ်ရဲ့ဆင်းရဲတဲ့ကကြမ္မာကိုကောင်းမွန်အောင်ပြောင်းလဲပေးနိုင်စွမ်းရှိရလားလို့ပြန်မေးလိုက်ပါတယ်။တာလီကငတ်မာလေးကခေါင်းကိုညှိပြရင်းနဲ့တောင်းဆိုရှာတယ်။တာလီကငတ်မာလေးကမှန်ပါတယ်ကျွန်ုပ်မှာအဲ့ဒီလိုစွမ်းအားမျိုးရှိပါတယ်။အခုတော့ကျွန်ုပ်ကိုအရင်ဆုံးကူညီပေးပါဦး။ကျွန်ုပ်တကယ်ပဲစာလောင်မို့သိပြီးတော့အလွန်မင်းရေငတ်နေလို့ပါလို့ပြောလိုက်တယ်။တူတာဟာအံ့ဩမှုကိုခိတဘေးဖိတ်ထားလိုက်ပြီးတော့တနာစရာငတ်မာလေးကိုမြေရိုးတွေကအရေးကြီးတွေကိုလက်ခုပ်နဲ့ခတ်ပြီးဂယုတဆိုင်နဲ့အဝါတိုက်လိုက်တယ်။ရေဝဝလည်လည်တောက်ခွင့်ရသွားတဲ့တာလီကငတ်မာလေးဟာချက်ချင်းပဲအားရင်တွေပြန်ပြေးလာပြီးတော့အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားတော့တယ်။သူမအတော်မန်တွေကိုခါရင်တာလီကငတ်မာလေးကအခုလိုကူညီပေးတဲ့အတွက်တကယ်ပဲကျေးဇူးတင်ပါတယ်။ကဲကျွန်ုပ်ရဲ့နောက်ကိုချက်ချင်းလိုက်ခဲ့ပါတော့ကျွန်ုပ်တော်ရအလွန်တရာမှအရသာရှိပြီးတော့ထူးခြားတဲ့တစ်သီးတွေတီးနေတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့တီနေရာကိုအသေးချာသိရှိပါတယ်လို့ပြောလိုက်တယ်။တာလီကငတ်မလေးဟာရှေ့ကနေပြန်တန်းလန်းပြပြီးတော့တောနက်ကြီးကထူးဆန်းတဲ့အပင်ကြီးတစ်ပင်ရဲ့အနားမှာသွားရောက်ရန်နာလိုက်တယ်။သူတကလည်းမြေအိုးကိုမှပြီးတော့ငတ်မလေးနောက်ကနေအပြေးလိုက်လာခဲ့တယ်။ငတ်မလေးကအပင်ပေါ်ကနေပြီးတော့ညွန်ပြကတာလီကငတ်မလေးကကြည့်လိုက်စမ်းပါဦးဒီပင်ပေါ်မှာတီးနေတဲ့အသေးတွေဟာအလွန်တရာမှကောင်းမွန်ပြီးတော့အရသာထူးကိလာပါတယ်ဒီသိမ်းပြီးခြင်းကတော့ဘလောက်ပဲပြင်းထန်နေမိုးခေါင်ရေချာဘေဒုက္ခကြီးနဲ့ကြုံတွေ့ရပါစေဘယ်တော့မှမညှိုးနှမ်းမင်းနဲ့အသီးတွေကအမြဲတမ်းဝေဆဆာတီးပွင့်နေတတ်ပြီးတော့စားသုံးရတာကလည်းအလွန်အရသာရှိလာပါတယ်လို့ပြောလိုက်တယ်တူတာလေဝန္တာအာရနဲ့အပေမော်ကိုတက်ကအလွန်အရသာရှိလာတဲ့တတိအမြောက်များကိုခူးဆွလိုက်တယ်အဲဒီနောက်သူဟာခူးဆွရရှိလာတဲ့တတိတွေမြေအိုးတွေကရေကြီးတွေနဲ့အတူထိုထူးဆန်းတဲ့တာလီကငတ်မလေးကိုပါလက်ပေါ်မှာတင်ဆောင်ပြီးတော့သူ့ရဲ့အင်္ဂလိပ်စီကိုပြန်လည်ထွက်ခွာလာခဲ့တော့တယ်
အိမ်ကိုပြန်ရောက်တဲ့အခါသူတဟာတော်ရဲမှာကြုံတွေ့ခဲ့ရတဲ့စမ်းကြည်လာတဲ့အဖြစ်အပျက်တွေအားလုံးကိုညီမဖြစ်သူတီရာကိုအဆအဆုံးအသေးစိတ်ပြောပြလိုက်တယ်။ထိုစကားကိုကြားလိုက်ရတဲ့အခါညီမလေးတီရာဟာပါဇက်အောင်သားနဲ့အလွန်အံ့ဩထိတ်လန့်သွားရှာတယ်။တီရာကမယုံကြည်နိုင်စွာနဲ့တီရာကအကိုရဲ့ကျွန်ုပ်တို့တာလီကငတ်မလေးတကောင်ကနေလူသားတွေလိုတိတိကျကျစကားပြောနိုင်နေဆိုတာကိုလုံးဝကိုမယုံကြည်နိုင်စွာဖြစ်နေရပါတယ်။ဒါကတကယ်ပဲဖြစ်နိုင်လို့လားအကိုလို့မေးလိုက်တယ်။သူတာကညီမလေးကိုအလေးနဲ့မျက်နှာနဲ့ရှင်းပြတယ်။သူတာကကျွန်ုပ်တကယ်အမှန်တိုင်းပြောနေတာဖြစ်တယ်တီရာရဲ့တော်ရဲမှာထုံငန်းမလေးရဲ့ပါဇက်ကနေလူသားစကားတန်ထွက်ပေါ်လာတာကိုကျွန်ုပ်ကိုယ်တိုင်ပထမဦးဆုံးကြားလိုက်ရတဲ့အချိန်တုန်းကကျွန်ုပ်ကိုယ်တိုင်တော့မှဘလို့မှမယုံကြည်နိုင်ပဲထိတ်လန့်သွားခဲ့ရတာဖြစ်တယ်လို့ပြောလိုက်တယ်။သူတို့မောင်နှမနှစ်ယောက်စကားပြောနေစမှာပဲသူတော်ရဲ့လက်ပေါ်ကတာလီကငတ်မလေးကတီရာကိုကြည့်ပြီးတော့လူသားဘာသာစကားနဲ့ကြားဖြတ်ကပြောဆိုလိုက်ပြန်တယ်။တာလီကငတ်မလေးကအိုးမောင်သူတာပြောတာအားလုံးကအမှန်တရားတွေပဲဖြစ်ပါတယ်ညီမလေးရဲ့လို့ပြောလိုက်တယ်။ထို့သောငတ်မလေးရဲ့နှကန်းပြားကနေလူသားစကားတန်တိုက်ရိုက်ထွက်ပေါ်လာတာကိုကိုရိုင်းမြဝါထွတ်တွေမြင်တွေ့ကြားသိလိုက်ရတဲ့အခါမှာတော့ညီမလေးတီရာဟာထိုင်နေရာကနေထပြီးတော့အလွန်မင်းထိတ်လန့်တုန်လို့ကအံ့ဩသွားရတော့တယ်။တီရာကရှင်ဘက်ကိုလက်နဲ့ဖိရင်တီရာကအိုးအံ့ဩစရာကောင်းလိုက်တာ။နင်ကတကယ်ပဲလူသားတွေလိုစကားပြောနေရပါလား။ကဲဒါဆိုရင်တော့ပြောပြပါ။နင်ကကျွန်တော်ရဲ့အကိုဖြစ်သူတူတာရဲ့စည်ရင်တော်ပါတဲ့ဘဝကံကြမ္မာကိုဘယ်လိုနည်းနဲ့ပြောင်းလဲပေးနိုင်မှာမို့လို့လေလို့မေးလိုက်တယ်။ဒါလေးကငတ်မလေးကတူတာကိုအကဲခတ်ပြီးသဘောကျစွာနဲ့အကြောင်းကတော့နေ့ရက်ကိုတူတာဟာကျွန်တော်ရဲ့အမြင်မှာတော့တကိတ်ကိုစိတ်နှလုံးသားဖြူစင်ရိုးသားတဲ့လူသားဆက်တူဖြစ်နေလို့ပါပဲ။ကဲမနှက်ဖြန်မိုးလင်းတဲ့အခါမောင်တူတာအနေနဲ့ကျွန်တော်နဲ့အတူတောနတ်ကြီးရဲ့ကိုလိုက်ပါခဲ့ရမယ်။ကျွန်တော်နဲ့ကိုအလွန်တရာစမ်းကြည့်တဲ့အရာတစ်ခုကိုပြသခြင်းလို့ဖြစ်တယ်လို့ပြောလိုက်တယ်။နောက်တနေ့နနက်မိုးလင်းတဲ့အခါမှာတော့တာလီကငတ်မလေးဟာဂရိအတိုင်းပပေးစရာတူတာကိုခေါ်ပြီးတော့တောနတ်ကြီးရဲ့ကိုပြန်လေထွက်ခွာသွားခဲ့တော့တယ်။အတန်ကြာအောင်တော်လန်တိုင်းလျှောက်လန်းပြီးတဲ့နောက်မှာတော့တာလီကငတ်မလေးဟာတော်ရဲကလိုအပ်စမ်းကြလာတဲ့ရေရင်းအိုကြီးတွင်ရဲ့အနာမှာတွားရောက်ရပ်နာလိုက်တယ်။သူမကရေရင်းဝါကနေအောက်ကိုညွှန်ပြရင်တာလီကငတ်မလေးကကဲမောင်တူတာဒီရေရင်းအိုကြီးရဲ့အောက်ခြေတွေကိုတေချာငုတ်ရှိုကြည့်လိုက်စမ်းပါလို့ပြောလိုက်တယ်။တူတာကငတ်မလေးပြောတဲ့အတိုင်းရေရင်းဝါကနေပြီးတော့အောက်ခြေအမောင်တူတွေကိုစူးစမ်းစွာနဲ့ငုတ်ကြည့်လိုက်တယ်။ထိုအခါသူအောင်ရေရင်းရဲ့အောက်ခြေအနက်ပိုင်းမှာလေးလျောင်းတည်ရှိနေပြီးတော့ဝင်ဝဆိုပြီးရဲ့ရွှေရောင်အလင်းလွှဲနေကိုဖြာထွက်လင်းလန်းနေတဲ့ထူးဆန်းတဲ့စွမ်းအားရှင်တထုတုံကြီးတစ်ခုကိုအံ့ဩစွာနဲ့မြင်တွေ့လိုက်ရတော့တယ်။တူတာကပါဇက်အဟောင်းသားနဲ့တူတာကဟမ်ဒါဘယ်လိုမျိုးတထုတုံကြီးလဲအလွန်စမ်းကြည်လာပါလားလို့ပြောလိုက်တယ်။ဒါလေးကငတ်မလေးကအမိန်ပေးတဲ့လေတန်းနဲ့မှန်လာပါပြီ။ဒါကတထုတုံတစ်ခုဖြစ်တယ်။ကဲအောက်ကိုဆင်းပြီးတော့အဲ့ဒီနေရာကိုတွားရောက်ကောက်ယူခဲ့ပါတော့လို့ပြောလိုက်တယ်။တူတာဟာရေရင်းကြီးရဲ့အတွဲဘက်မှာအောက်ခြေထိတိတ်သက်စွာထူးဆစ်တိဆောက်ထားတဲ့လေကရက်တွေကိုမြင်လိုက်ရတဲ့အတွက်လေကရက်တွေအတိုင်းတလန်းချင်းတတိထားနေပြီးတော့ရေရင်းရဲ့အောက်ခြေအနှံ့စီကိုဆင်းသက်သွားခဲ့တယ်။သူအောင်အောက်ခြေကိုရောက်တဲ့အခါထိုလိုဝက်ဆန်းကျင်လာတဲ့ရွှေရောင်တတိရုံကြီးကိုလက်နဲ့အသားရောက်ကောက်ကင်ပြီးတော့ရေရင်းဝအထက်ကိုအောင်မြင်စွာနဲ့ယူဆောင်လာခဲ့တော့တယ်။သူတာကလက်ထဲကတထုတုံကြီးကိုလှည့်ပတ်ကြည့်ရှုရင်နားမလည်နိုင်စွာနဲ့သူတာကအိုးငတ်မလေးရဲ့ဒါကဘလိုမျိုးတထုမျိုးစားလဲဆိုတာကျွန်တော်လုံးဝစဉ်းစားလို့တော့မရအောင်ဖြစ်နေရပါတယ်လို့မေးလိုက်တယ်။တာလီကငတ်မလေးကလိုအပ်ဆန်းကျဲစွာပြုံးရင်းနဲ့ရှင်းပြရှာတယ်။တာလီကငတ်မလေးကမောင်တုတဒါကတာမန်တထုမဟုတ်ဘဲနဲ့အလွန်တရာမှစွမ်းအားကြီးမားလာတဲ့မော်ဆန်နဲ့စွမ်းအားရှင်တထုတုံဖြစ်တယ်။နင်ကအလွန်တရာလက်ရမြောက်ပြီးကျွမ်းကျင်တဲ့ပပေးစရာတူမဟုတ်လား။အခုနင်အဲ့ဒီတထုတုံကြီးကိုအသုံးပြုပြီးအလွန်လှပတဲ့တန်လျက်တမြောင်တစင်းကိုဖြစ်အောင်တွန်းလုပ်လိုက်ပါ။အဲ့ဒီလိုတွန်းလုပ်ပြီးသွားတဲ့အခါကျရင်တော့ထိုတန်လျက်ရဲ့နောက်ွယ်ကစမ်းကြည့်လာတဲ့အံ့ဩဖွယ်ရာကောင်းကြီးမင်္ဂလာအဖျားဖျားအံ့ဩစရာမီရကယ်တွေကိုနင်ကိုယ်တိုင်မျက်ဝါးထင်ထင်မြင်တွေ့ရလိမ့်မယ်လို့ပြောလိုက်တယ်။သူတာကငတ်မလေးရဲ့စကားကြောင့်ကြီးစွာသောတွေးတောခြင်းတွေကိုကြောက်ရွံ့သွားခဲ့ရှာတယ်။သူကခေါင်းငိမ့်ရင်းနဲ့သူတာကကောင်းပါပြီ။ဒါဆိုရင်လည်းနင်ပြောတဲ့အတိုင်းကျွန်တော်လုပ်ကြည့်ပါမယ်။ဟုတ်ကဲ့လုပ်ကြည့်ရတာပေါ့လို့ပြောလိုက်တယ်။သူတာထိုထူးဆန်းနဲ့ရွှေရောင်တထုတုံကြီးနဲ့တာလီကငတ်မလေးကိုခေါ်ဆောင်ပြီးတော့သူ့ရဲ့အိမ်ကိုပြန်လာခဲ့တယ်။နောက်တနေ့ရောက်တဲ့အခါသူတာဟာသူ့ရဲ့ဟောင်းနှံပြက်စီနေတဲ့ဗဘေးဖို့ဆိုင်လေးစီကိုတွားရောက်ပြီးထိုထူးခြားဆန်းကျဲရဲ့တထုတုံကြီးကိုမိဖို့တဲ့ထဲကအားဆိုင်ပြီးထိုးရိုက်ကတာလီကတစင်းဖြစ်စတင်တော်လို့ပုံဖော်တော့တယ်။တာလီကငတ်မလေးကလည်းဗဘေးဆိုင်ရဲ့အမိုးရန်ပေါ်မှာလာရောက်ထိုင်ရင်းနဲ့တွတ်တအလုံးလုံးနေတာကိုအကဲခတ်စောင့်ကြည့်နေခဲ့တယ်။တွတ်တတကောလုံးချွေးတလုံးလုံးစီးကြရင်းနဲ့အလုံးလုံးနေစမှာပဲထိုလမ်းမထက်ကနေရွာရဲ့ရက်ဆက်လာတဲ့တထေးကြီးဦးဝန်သားဟာလမ်းလျှောက်ရင်းဖြတ်တန်းသွားခဲ့ပါတယ်။တထေးကြီးဟာဗဘေးဖို့ထဲမှာအသေးအတန်အလုံးလုံးနေတဲ့တွတ်တကိုမြင်လိုက်ရတဲ့အခါခြေလမ်းတွေကိုရက်တန်းလိုက်ပြီးတော့နှာခေါင်းရှုံကအတိမ်သေးလောင်ပြောင်တဲ့စကားတွေကိုအော်ဟစ်ပြောဆိုတော့တယ်။
တထေးကြီးဦးဝင်သားကအော်ဟစ်ရှင်မောရင်အိုးကြည့်စမ်းမအောင်ဒါပပေးသမားတုတကောင်လေးပါလားဟိကောင်တုတနင်ကအခုလိုတိုင်းပြည်တစ်ခုလုံးမိုးခေါင်ရေးရှာဘေးဒုက္ခကြီးနဲ့ကြုံတွေ့နေရတဲ့အချိန်မျိုးမှာဘာအသုံးမကျတဲ့တန်လျက်တစင်းကိုထိုင်ပြီးတော့သုံးလုံးနေရတာလေဒီနေ့ခေတ်လိုမျိုးအချိန်မျိုးမှာဘသူကများနင်းစီကတန်လျက်ကိုငွေပေးပြီးတော့ဝယ်ယူမှာမို့လို့လေအခုချိန်မှာတိုင်းသူပြည်သားတွေအားလုံးကရင်းနဲ့ဆန်စပါးရိတ်ခါတွေကိုရဖို့အတွက်သူတို့စီမှာရှိတဲ့ရွှေငွေရတနာပစ္စည်းတွေကိုအထိအပေါင်ထားချောင်းချပြီးတော့အသေးအတန်ဝယ်ယူနေကြတာဖြစ်တယ်။နေရတော့အတုံးဝင်တဲ့တန်လက်ကိုထိုင်ပြီးတော့လုပ်နေရဲဆိုတော့ကြည့်ရတာနင့်ရဲ့အုံနောက်နဲ့ဉာဏ်ပညာတွေကလုံးဝကိုပျက်စီးသွားပြီထင်ရတယ်။သူကအဲ့လိုပြောလိုက်တယ်။တထေးကြီးဦးဝင်သားဟာအာရပါရလှပြောင်ရင်မောရင်းနဲ့သူတာထူရောက်နေတဲ့တထုတုံကြီးစီကိုမျက်စိရောက်ရှိသွားတဲ့အခါမှာတော့မြင်လာရတဲ့ထူးခြားလာတဲ့ရွှေရောင်အလဲနှံတွေကြောင့်ချက်ချင်းမိန်အံ့ဩမင်သက်သွားရပြန်နေ။တထေးကြီးကမျက်လုံးပြူရင်တထေးကြီးဦးဝင်သားကဒါဘလိုမျိုးထူးဆန်းတဲ့တထုတုံကြီးလေဒါကတာမန်တန်တုံးတိုင်ကလုံးဝမဟုတ်တာတော့သိကြတယ်လို့ပြောလိုက်တယ်။တထေးကြီးရဲ့လော်ပစောတိုက်ပြီးတော့ဆက်စုနေတဲ့စကားကိုကြားရတဲ့အခါတုတဟာအလွန်မင်းစိတ်ပြတ်ဒေါသထွက်ပြီးတော့တထေးကြီးရဲ့မျက်နှာကိုစိုက်ကြည့်ကပြက်သားခတ်ထန်နဲ့လေတန်းနဲ့ပြန်လဲမောင်းထုတ်လိုက်တော့တယ်။တုတကမိညက်ကိုကိုင်ရင်ဒေါသတကြီးနဲ့ဟဲ့လူတထေးကြီးဦးဝါဒဒါကဘလို့တထုပဲဖြစ်ဖြစ်ခမားနဲ့ဘာမှသက်ဆိုင်ခြင်းမရှိတဲ့အတွက်ခမားရဲ့ကိုယ်ပိုင်အလုပ်ကိုသာခမားတော့ရောက်လုပ်ကိုင်လိုက်စမ်းပါကျွန်ုပ်ရဲ့အလုပ်တွေကိုလာပြီးတော့အပေါ်တွေလာပြီးဆက်စုမနေပါနဲ့ကျွန်ုပ်ဘာအလုပ်ပဲလုပ်ဘာပစ္စည်းကိုပဲတုံးလို့ခမားမှာဒါတွေကိုသိပိုင်ခွင့်လုံးဝမရှိပါဘူးကဲအခုချက်ချင်းခမားရဲ့အလံတိုင်းခမားလှည့်ထွက်သွားလိုက်စမ်းပါလို့ပြောလိုက်တယ်သူတော်ရဲ့ပြက်သားလာတဲ့တုံ့ပြန်မှုကြောင့်တတိကြီးဦးဝဲသားဟာအကြီးကျယ်ဒေါသထွက်ကမျက်နှာကြီးနီးမြန်းသွားပြီးတော့သူတော်ကိုလက်ညှိုးငေါငေါထိုးကချိန်ထုတ်စကားဆိုတယ်တတိကြီးကသွားကြည့်ရင်အော်နင်ကတော်တော်လေးကိုယာရိုးတက်ပြီးတော့ရိုင်းဆိုင်လာပါလားတူမောင်တုတအခုအချိန်မှာငါကတခြားအရေးကြီးတဲ့ကိစ္စတခုရှိနေလို့အလင်းစလိုခရီးသွားနေရလို့သာခွင့်လွှတ်လိုက်တာဖြစ်တယ်။အကယ်၍ငါသာအခုလိုအလင်းစလိုမဖြစ်နေဘူးဆိုရင်တော့ငါ့ရဲ့အာဏာကဘာလဲငါ့ကိုစော်ကားရင်ဘာဖြစ်တတ်တယ်လဲဆိုတာကိုနင့်ကိုနားလည်အောင်တေချာပေါက်ဆုံးမတော်တင်ပြလိုက်မှဖြစ်တယ်။အေးတကယ့်ကိုရိုင်းဆိုင်နေအောက်တန်းစားပပေးသမားပဲလို့ပြောလိုက်တယ်။ဒီလိုခက်ထန်စေးတဲ့စကားတွေကိုအော်ဟစ်ပြောဆိုပြီးတဲ့နောက်မှာတော့တထေးကြီးဦးဝင်သားဟာဒေါသတကြီးနဲ့ချီဆောင်ကထိုနေရာကနေလျှက်ထွက်သွားခဲ့တော့တယ်။ပပဲဆရာတွတ်တာကတော့တထေးကြီးကိုဂရုမစိုက်ပဲထိုစမ်းကြည့်တဲ့တထုတုံကြီးကိုညာလုံးပေါက်မအိမ်မနေပဲတဒုံဒုံနဲ့အားဆိုင်ထူရိုက်ကမနာရန်စူးစမ်းအားထုတ်ပြီးသုံးလုံးခဲ့ရနောက်တနေ့မိုးလင်းတဲ့အခါမှာတော့တူနိုင်မရအောင်အလွန်တရာမှလှုပ်ပြီးခန်းနာထေဝါလာတဲ့စမ်းကြည့်တဲ့တန်လျက်ဓမြောင်စစ်စစ်တစင်းအဖြစ်အောင်မြင်စွာသုံးလုံးပုံဖော်ပြီးစီးသွားခဲ့တော့တယ်။အမိုးရဲဘော်ကတာလီကငှက်မလေးဟာတုတသုံးလုံးပြီးစီးသွားတဲ့တန်လျက်ကြီးကိုမြင်တွေ့လိုက်ရတဲ့အခါအလွန်အမြင်ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီးတုတရဲ့အနာကိုပြန်တန်းဆင်းသက်လာခဲ့တော့တယ်။သူမအတောင်ပံခိုင်းချီကျူးရှာတယ်။တာလီကငှက်မလေးကအိုးအံ့ဩစရာကောင်းလိုက်တာမောင်တုတရဲ့နင်ကတကယ်ကိုအမှုပညာလက်ရမြောက်ပြီးအလွန်တရာမှလှပစမ်းကြဲတဲ့တန်လျက်ကြီးတစ်စင်းကိုသုံးလုံးပုံဖော်နိုင်ခဲ့တာပါလား။တကယ်ကိုချီကျူးစရာပါပဲလို့ပြောလိုက်တယ်။တုတကလက်ထက်ကတန်လျက်ကိုအနီးကပ်စူးစမ်းကြည့်ရှုရင်းညှိတွားလိုက်ပုံကတော့တုတကကျွန်တော်လှပတဲ့တန်လျက်ကိုတော့ဖြစ်အောင်တောင်းလို့ပြီးဒါပေမဲ့ငှက်မလေးရဲ့ဒီတန်လျက်ကြီးမှာဘယ်လိုမျိုးမှော်ဆန်နဲ့လောက်ဝက်ဆွမ်းအားတွေကိန်းအောင်တရှိနေလို့လဲဆိုတော့ကိုတော့ကျွန်တော်လုံးဝမသိသေးပါဘူးလို့ပြောလိုက်တယ်။တာလီကငှက်မလေးကလောက်ဝက်ဆန်းကျဲတဲ့အပြုံးနဲ့မောင်တုတနင်အခုချက်ချင်းစိုးရိမ်မနေပါနဲ့။အော်မနှက်ပြန်နေလဲပိုင်းအချိန်ကြတော့ကျွန်ုပ်နင့်ကိုအားလုံးကိုလက်တွေ့ရှင်းပြပါမယ်။အဲ့ဒီအချိန်ကြရင်တော့နင်ကိုယ်တိုင်ပဲဒီတန်လျက်ရဲ့အနောက်ွယ်ကစမ်းကျဲတဲ့မှော်ဆန်းအားမေရီကယ်တွေကိုမြင်တွေ့ရလိမ့်မယ်လို့ပြောလိုက်တယ်။တုတဟာစိတ်လှုပ်ရှားစွာနဲ့ပြုံးလိုက်ပြီးတော့ထိုလှပလာတဲ့တန်လျက်ကြီးကိုတေချာစွာကင်ဆောင်ကတာလီကငှက်မလေးနဲ့အတူသူ့ရဲ့အင်္ဂလိပ်စီကိုပြန်လည်ထွက်ခွာလာခဲ့တော့တယ်။နောက်တနေ့ရောက်တဲ့အခါမှာတော့တာလီကငှက်မလေးဟာဂရီအတိုင်းတုတကိုတန်လျက်ကြီးကင်ဆောင်ခိုင်းပြီးသူမနဲ့အတူအပြင်ကိုလိုက်ပါခဲ့ဖို့အသေးအတန်တောင်းဆိုတော့တယ်။တုတကလည်းတန်လျက်ကိုကင်ပြီးတော့ငှက်မလေးနောက်ကိုစူးစမ်းစွာနဲ့လိုက်ပါလာခဲ့တယ်။တာလီကငှက်မလေးဟာတုတကိုခေါ်ဆောင်ပြီးအလွန်တရာမှပူပြင်းချောက်သွေးကမြေစီလာတွေအကွဲနေတဲ့လေကွင်းပြင်ကြီးတစ်ခုရဲ့အနာကိုခေါ်ဆောင်လာခဲ့တော့တယ်။ထိုလေကွင်းပြင်ကြီးရဲ့အလယ်မှာတော့ရွာရဲ့လေးစားရတဲ့ရွာတကြီးဟာမိုးခေါင်ရေရှားမှုကြောင့်ပျက်စီးနေတဲ့မိမိရဲ့6ကန်လာတဲ့လေယာမြေတွေကိုကြည့်ပြီးတော့စိတ်ပြက်လက်ပြက်နဲ့ခေါင်းကိုလက်နဲ့ဖိကကြီးစွာဝမ်းနဲ့ပူဆွေးနေရှာတယ်။ထိုချိန်ဝဲရွာတကြီးဟာပပေးစရာတုတအနာကိုရောက်ရှိလာတာကိုလှမ်းမြင်လိုက်ရတဲ့အခါအံ့ဩတုန်လှုပ်သွားပြီးတော့မိုးဟိုက်စွာနဲ့မင်းမြန်းရှာတော့တယ်။ရွာတကြီးကတုတကိုကြည့်ပြီးတော့အံ့ဩတကြားနဲ့ရွာတကြီးကမောင်တုတနင်ကအခုလိုပူပင်း6သွေးလာတဲ့လေကွင်းပြင်ကြီးရဲ့ကိုဘာကိစ္စရှိလို့ရောက်ရှိလာခဲ့ရလဲလို့မေးလိုက်တယ်။တုတကတော့ရွာတကြီးရဲ့မိကုံကိုဘာမှပြန်မပြောဘဲတ
တိတ်ဆိတ်စွာနဲ့မတက်ရက်နေခဲ့တယ်။ထိုချိန်မှာပဲတာလီကငတ်မလေးကသူတရဲ့ပခုံးပေါ်ကိုပြန်တန်းနာလိုက်ပြီးသူတရဲ့နာနာကိုတိုးကပ်ကမော်ဆန်နဲ့လိုဝအမိန်တစ်ခုကိုပြတ်သားစွာနဲ့ပေးလိုက်တော့တယ်။တာလီကငတ်မလေးကသူတရဲ့နားရဲကိုတိုးတိုးလေးနဲ့တာလီကငတ်မလေးကမောင်သူတနင်ကိုင်ဆောင်လာတဲ့အဲ့ဒီစမ်းကျဲတဲ့တာလီယာကြီးကိုအခုချက်ချင်းပဲဒီ6သွေးအကွဲနေတဲ့လေကွင်းပြင်းမြေကြီးရဲ့ကိုအားဆိုင်ပြီးတော့ထိုးဆိုင်လိုက်ပါတော့အဲ့ဒီလိုတာလီကငတ်မလေးရဲ့လှုပ်ဝအမိစကားပြီးဆုံးသွားတာနဲ့ချက်ချင်းပဲဗဘေးစရာတူတာဟာလက်ထဲကတာလီယာကြီးကိုမြှောက်ပြီးတော့အကွဲနေတဲ့လေကွင်းပြင်းမြေကြီးရဲ့ကိုအာရပါရပြင်းထန်စွာထိုးဆိုင်ထိုးလိုက်တော့တယ်ထို့သောတာလီယာကြီးကိုမြေကြီးရဲ့ကိုထိုးဆိုင်လိုက်တဲ့နောက်တစ်စက္ကန့်အချိန်တွင်းမှာပဲကောင်းကင်ပြားကြီးတစ်ခုလုံးချက်ချင်းမှောင်တိကျသွားပြီးတော့ကျောင်းမဖွယ်ကောင်းနဲ့ညှို့မောင်လာတဲ့မိုးတိမ်တောင်ကြီးတွေရုတ်တရက်ဝုန်းတိုင်းကျဲကထွက်ပေါ်လာခဲ့တော့တယ်။အဲဒီနောက်တိတ်မကြခင်အချိန်တွင်းမှာပဲတပြုံပြုံနဲ့ပြင်းထန်လာတဲ့မိုးသေးထန်စွာရွာသွန်းခြင်းဖျားပေးတဲ့ရေမြူတွေမိုးဆက်ရေတွေဟာတလောကလုံးကိုလွှမ်းခြုံပြီးတော့အာရပါရတဲတဲမဲမဲရွာသွန်းပတ်ဖြန်းပေးခဲ့တော့တယ်။ဘေးနားကရွာတကြီးဟာမြန်လာရတဲ့မော်ဆန်လာတဲ့ပြောင်းလဲမှုကြီးကြောင့်အလွန်အမင်းတုန်လှုပ်ဝမ်းမြောက်သွားပြီးသူတကိုဖက်ကအော်ဟစ်ငိုကြွေးဝမ်းသာတော့တယ်။ရွာတကြီးကကောင်းကင်ကိုကြည့်ပြီးတော့ဝမ်းသာအားရနဲ့အိုးအံ့ဩစရာကောင်းလိုက်တာမောင်တို့တာရဲ့နင်ကဘလို့မျိုးအံ့ဩဆန်းချေလာတဲ့စွမ်းရှင်တက်လျက်ကြီးကိုယူဆောင်လာခဲ့တာလေနင်အဲ့ဒီတက်လျက်ကိုမြေကြီးရဲ့ဆိုက်လိုက်တာနဲ့ချက်ချင်းပဲကောင်းကင်ကနေမိုးရီတဲတဲမဲမဲရွာသွန်းလာခဲ့ပြီးငါတို့ရွာကလေးရဲ့ပြင်းထန်လာတဲ့မိုးခေါင်ရေရှားဘေးဒုက္ခကြီးကတော့အပီးတိုင်ချုပ်ငိမ်ကုံဆုံးသွားခဲ့ရပြီးအခုဆိုရင်တော့ရွာထဲမှာရှိတဲ့ရေကန်တွေနဲ့ရေရင်းတွေအားလုံးကလည်းဖျားပေးတဲ့ရေကြီးတွေနဲ့ပြန်လည်ပြည့်ရှံလာတော့မှဖြစ်တယ်လို့ငါတို့ရဲ့မြေစီလွာမြေကြီးတွေကလည်းတန်မိုးရှိတဲ့ဆိုင်ရည်စပါးကောက်ပေးသီးနှံတွေကိုပြန်လည်စိုက်ပျိုးဖြစ်ထွန်းစေတော့မှဖြစ်တယ်။တကယ်ပဲတော်လီစွာတူတော်မောင်ရီလို့ပြောလိုက်တယ်။သူတာကမိုးရီထဲမှာရွာတကြီးကိုကြည့်ပြီးတော့ရိုသေစွာနဲ့အမှန်တရားကိုရှင်းပြရှာတယ်။သူတာကအိုးရွာတကြီးမင်းခင်ဗျာခုလိုမျိုးစမ်းကြည့်တဲ့မိုးရွာသူချင်းမော်စွားတွေအားလုံးဟာကျွန်တော်ကြောင့်ဖြစ်ပေါ်လာတာလုံးဝမဟုတ်ပါဘူး။ဒါရီအားလုံးကကျွန်တော်ရဲ့ပကုံးပေါ်မှာရှိနေတဲ့ဒီသားလေးကငတ်မလေးကြောင့်သာဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ဒီငတ်မလေးကတာမန်ငတ်တကောင်မဟုတ်ပဲအလွန်တရာမှဆန်းအားကြီးမှပြီးတော့လူသားဘာသာစကားကိုကျွမ်းကျင်စွာပြောဆိုနိုင်တဲ့အံ့ဩဖွယ်မော်ငတ်မလေးတကောင်ဖြစ်ပါတယ်ခင်ဗျာလို့ပြောလိုက်ပါတယ်။တာလီကငတ်မလေးကလည်းရွာတကြီးကိုကြည့်ပြီးတော့လူသားတန်နဲ့တာလီကငတ်မလေးကမှန်လာပါပြီ။မောင်တူတပြောတာအားလုံးအမှန်တရားတွေပဲဖြစ်ပါတယ်။သူမကအဲ့ဒီလိုပြန်ပြောလိုက်တယ်။တိတ်မကြခင်အချိန်တွဲမှာပဲဗဘေးစရာတူတာစီမှာအလွန်တရာမှစံချေလာတဲ့မော်တန်လျာကြီးတစ်စင်းနဲ့လူသားလိုစကားပြောတတ်တဲ့တာလီကငတ်မလေးတကောင်ရှိနေရဆိုရက်တရင်အစမ်းကြီးဟာတရွာလုံးတနေ့လုံးစီကိုတော်မိအရှိန်လိုပဲအလွန်မင်းမြန်ဆန်စွာနဲ့ပြန့်နှံ့ကြော်ကြားသွားခဲ့တော့တယ်။ဗဘေးစရာတူတာစီမှာအလွန်တရာစမ်းချေလာတဲ့မော်တန်လျက်ကြီးနဲ့လူသားလိုစကားပြောဆိုနိုင်တဲ့တာလီကငတ်မလေးရှိနေရဆိုတဲ့တရင်စမ်းကြီးဟာတရွာလုံးစီကိုတော်မိအရှိန်လိုပြန့်နှံ့သွားပြီးတဲ့နောက်မှာတော့ထိုတရင်ဆိုးကြီးဟာရွာရဲ့ရက်ဆက်လာတဲ့တတိကြီးဦးဝတ်သားရဲ့နစီရဲကိုလည်းအတိုင်းမသိချက်ချင်းရောက်ရှိသွားတော့တယ်။ထိုတရင်ကိုကြားလိုက်ရတဲ့အချိန်မှာတော့တထေးကြီးဦးဝဲသားဟာသူ့ရဲ့တိုင်းအိမ်ကြီးထဲမှာခြေဦးခြေလက်ရှောက်လန်းရင်းနဲ့ကြီးစွာသောတွေးတော်ခြင်းတွေကိုကြောက်ရွံ့သွားခဲ့ရှာတယ်။တထေးကြီးဦးဝဲသားကမုတ်စိတ်မွေးကိုတုပ်ရင်းနဲ့ရေရွတ်လိုက်ပုံကတော့တထေးကြီးဦးဝဲသားဟာအော်အခုမှပဲငါအားလုံးကိုအသေးချာသဘောပေါက်နားလည်သွားခဲ့ရပြီ။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကထိုဗဘေးသမားတူတကောင်လေးဗဘေးပို့ထဲမှာအာယုံဆိုင်ထုရိုက်ပြီးတော့တွန်းလုံနေတဲ့ထူးဆန်းတဲ့တတ်ထူတုံးကြီးဟာတေချာပေါက်အလွန်တရာမှစွမ်းအားကြီးမားလာတဲ့မော်ဆန်တဲ့တတ်ထူတုံးကြီးဖြစ်ရမယ်။အဲဒါကြောင့်လေဒီကောင်လေးငါ့ကိုအဲ့ဒီလိုမျိုးရိုင်းဆိုင်ခတ်ထန်တဲ့လေတန်းနဲ့စော်ကားမောင်းထုတ်ဝင်တာဖြစ်တယ်။အစေခံတယောက်ကအရှင်သခင်ကိုခုလိုမျိုးရိုင်းဆိုင်စွာတုတ်ပြန်ပြောဆိုရဲဆိုကြတဲ့ကအဲ့ဒီနောက်ွယ်မှာတေချာပေါက်တစုံတရာလှုပ်ဝက်ချက်ရှိနေလို့ပဲဖြစ်ရမယ်။တကယ်တော့အရာအလုံးဟာလှုပ်ဝက်ချက်တွေနဲ့ပြည့်နေနေတာဖြစ်တယ်။ငါဘလို့နီးနဲ့မဆိုဘလို့နီးလန်းကိုပဲ300ထိုကောင်လေးစီဟာရှိနေတဲ့မော်တန်လျက်ကြီးရဲ့နောက်ွယ်ကလှုပ်ဝက်ချက်တွေကိုအသေးချာစုံစမ်းသိရှိအောင်လုပ်ရမယ်။အကယ်၍ငါသာအဲ့ဒီမော်တန်လျက်ကိုအပိုင်မစည်းနိုင်ဘူးဆိုရင်တော့ငါစိတ်ကူးရင်အကောင့်တွေပေါ်နေတဲ့လောဘစောအကြံစီတွေအားလုံးဟာဘယ်တော့မှအောင်မြင်ဖြစ်တော်လာမှာမဟုတ်ဘူးလို့ပြောလိုက်တယ်။တထေးကြီးဦးဝင်သားကကြီးစွာသောမကောင်းတဲ့အကြံစီတွေကိုကြံစီနေစမှာပဲသူတော်ရဲ့ကျေးဇူးကြောင့်ကနမာရွာကလေးအတွင်းမှာရက်ဆက်လာတဲ့မိုးခေါင်ရေရှားဘေးဒုက္ခကြီးကတော့ရက်အနေငယ်အတွင်းမှာပဲလုံးဝချုပ်ငြိမ်ပျောက်ကွယ်သွားခဲ့ရပြီဖြစ်ပါတယ်။ဒီနေ့တော့အခါဝယ်ဗဘေးစရာတူတာဟာသူ့ရဲ့အင်္ဂလိပ်ထဲမှာအေးအေးဆေးဆေးထိုင်နေတော့မှာပဲရွာရဲ့လေးစားရတဲ့တကြီးဟာသူတရဲ့အင်္ဂလိပ်စီကိုဝမ်းသာအားရနဲ့ခြေလန်းအမြန်ရောက်ရှိလာခဲ့ပြန်နေတကြီးကသူတကိုမြင်မြင်ချင်းပဲလှိုက်လိုက်လဲနဲ့မောင်သူတအခုဆိုရင်ငါတို့ကနမာရွာလေးထဲမှာတော့နေရဲ့ကျေးဇူးကြောင့်မိုးရီအဆက်မပြတ်ရွာသွန်းခဲ့ပြီးဖြစ်တယ်ဒီလိုငါတို့ရွာမှာအံ့ဩစရာကောင်းအောင်မိုးရီရွာပြီးဘေးဒုက္ခတွေကင်းပြီးသွားတဲ့တည်င်းစမ်းကြီးကို
ငါတို့ရွာရဲ့အိမ်နီးနားချင်းဖြစ်တဲ့တခြားသောတောရွာကလေးတွေကပါအသေးချာကြားသိသွားကြပြီဖြစ်တယ်။အဲဒါကြောင့်အဲ့ဒီရွာရဲ့ရွာတကြီးကိုယ်တိုင်ကလည်းငါစီကိုအပြေးလွှားရှောင်းလာပြီးတော့နင်းရဲ့အကူကြီးကိုအသေးအံတောင်းခံနေကြတယ်။ငါကလည်းအဲ့ဒီရွာတကြီးကိုနင်းရဲ့အကြောင်းတွေနင်းရွာကိုကူညီခဲ့တဲ့အဖြစ်အပျက်တွေအားလုံးကိုအမှန်တိုင်းပြောပြလိုက်ပြီးဖြစ်တယ်။အေးမောင်တုတရဲ့နင်ငါတို့ရွာကိုဂိယူနာတရားနဲ့ကူညီခဲ့တဲ့ပေးခဲ့တယ်လို့မျိုးပဲအခုလည်းအခက်ခဲတွေ့ပြီးမုန်းခေါင်နေရှာတဲ့တခြားသောအိမ်နီးနားချင်းရွာကလေးတွေကိုပါတွားရောက်ပြီးတော့အလားတူနီလန်နဲ့ကိုညီကဲတင်ပေးနိုင်မလားတူမောင်ရေလို့ပြောလိုက်တယ်။သူတာကရွာတကြီးရဲ့စကားကိုကြားတဲ့အခါစိတ်နှလုံးဖြူဆဲစွာနဲ့ပြုံးလိုက်ပြီးတော့ချက်ချင်းပဲသဘောတူလက်ခံလိုက်တယ်။သူတာကရွာတကြီးကိုကြည့်ပြီးတော့ကြည်လင်တဲ့လေတံနဲ့ဟုတ်ကဲ့ပါရွာတကြီးမင်းခင်ဗျာကျွန်ုပ်အဲ့ဒီရွာတွေကိုတေချာပေါက်တွားရောက်ပြီးတော့ကူညီပေးပါမယ်။ဘာဖြစ်လို့မကူညီပဲနေရမှာလဲခင်ဗျာ။တေချာပေါက်အားတက်တယ်ရောကူညီပေးရမှာပေါ့လို့ပြောလိုက်ပါတယ်။သူတာရဲ့ပခုံးပေါ်မှာရှိနေတဲ့တာလီကငှက်မလေးကလည်းသူတာကိုလေးစားစွာစိုက်ကြည့်ရင်းနဲ့လူသားတန်တဲ့ချီကျူးစကားဆိုပြန်နေ။တာလီကငှက်မလေးကမောင်သူတာနင်ကတော့တကယ်ကိုစိတ်နှလုံးကရုဏာတရားနဲ့ပြည့်စုံပြီးရိုးသားဖြူစင်တဲ့လူသားစစ်စစ်တူတကယ်ပဲဖြစ်ပါတယ်မောင်သူတာရဲ့လို့ပြောလိုက်တယ်။အဲဒီနေ့ကအစပြီးတော့ဗဘေးစရာသူတာဟာတာလီကငှက်မလေးကိုပခုံးပေါ်မှာတက်ဆောင်ပြီးတော့မြွေရဲ့မော်တာလီယာကြီးကိုကိုင်ဆွဲကမိုးခေါင်ရေရှာဘေးဒုက္ခကြီးကြုံတွေ့နေရတဲ့တခြားသောတောရွာကလေးတွေစီကိုတရွာဝင်တရွာထွက်မနာရန်ခရီးနဲ့ရှောက်လန်းခဲ့တော့တယ်။သူတာဟာအလွန်တရာဆင်းရဲနွမ်းပါလာတဲ့ဗဘေးသမားတူဖြစ်ပေမဲ့တခြားသူတွေစီကနေဘာငွေကြီးအသက်ပြဘာလက်လာပဆုလက်ကိုမှလောဘစောတိုက်ပြီးတော့အစမတန်တောင်းခံခြင်းလုံးဝမရှိခဲ့ပါဘူး။သူဟာကုညီခြင်းနဲ့စိတ်သက်သက်နဲ့ဒုက္ခရောက်နေတဲ့ရွာကလေးရဲ့၆သွေးအကွဲနေတဲ့မြေပြင်ကြီးတွေကိုမိမိရဲ့မော်တာလီယာကြီးကိုအားဆိုင်ပြီးတော့ထိုးဆိုင်ထူလိုက်တာနဲ့ချက်ချင်းပဲကောင်းကင်ကနေမိုးသေးထန်စွာအဆက်မပြတ်ချက်ချင်းပဲရွာသွန်းလာခဲ့ပြီးတော့ထိုရွာကလေးတွေရဲ့မိုးခေါင်နဲ့ဘေဒုက္ခဆိုးကြီးတွေကိုအပီးတိုင်ခြုံငိမ့်ကုံဆုံးစေခဲ့တော့တယ်။ထိုကြောင့်ရွာသူရွာသားတွေအားလုံးဟာပျော်ရွှင်ချမ်းမြေ့ခြင်းတွေနဲ့ပြည့်နှက်သွားကြတယ်။ရတတပတ်အနေငယ်များသာရှိသေးတဲ့အချိန်တွဲမှာပဲဗဘေးစရာတူတာရဲ့အမည်နာမနဲ့ကြော်စိုးခြင်းတရင်ကြီးဟာတိုင်းပြည်ရဲ့အရက်မျက်နှာအားလုံးစီကိုအလွန်တရာကြော်ကြားထင်ရှားသွားခဲ့တော့တယ်။အဲဒီလိုတူတာရဲ့နာမည်ကြော်ကြားနေတဲ့ရပ်ပိုင်းအတွင်းမှာပဲတနေ့သောညနေချောင်းဝင်ရွာရဲ့ရက်ဆက်လာတဲ့တထေးကြီးဦးဝန်သားဟာတူတာရဲ့အင်္ဂလိပ်စီကိုလှုပ်ဝက်ဆန်းချေစွာနဲ့ရောက်ရှိလာခဲ့ပြန်တယ်။တထေးကြီးဦးဝန်သားကတူတာကိုမြင်တဲ့အခါလေတံကိုအတက်နိုင်ဆုံးနူးညံ့အောင်ဟန်ဆောင်ပြီးတော့တထေးကြီးဦးဝန်သားကအိုးတူတာတူမရဲ့မင်းစီမှာအလွန်တရာမှအစွမ်းထပ်ပြီးတော့စမ်းချေလာတဲ့မော်တန်လျက်ကြီးတစ်စိမ်ရှိနေရပဲမဟုတ်လား။မင်းအဲ့ဒီမော်တန်လျက်ကြီးကိုအသုံးပြုပြီးတော့တခြားသူတွေစီကနေငွေကြီးတက်ပြောင်အမြောက်များကိုအလွယ်တကူတောင်းခံပြီးတော့ချမ်းသာအောင်လုပ်နိုင်တာပဲလေ။အဲ့ဒါကိုမင်းကဘာဖြစ်လို့အလကားလိုက်လုပ်ပေးနေရတာလဲတူမရဲ့။ကဲငါနဲ့ပူပေါင်းပြီးတော့ငွေတွေအများကြီးရှာဖွေစမ်းမအောင်။ဘာဖြစ်လို့လဲတူမရဲ့လို့ပြောလိုက်ပါတယ်။တူတာကတထေးကြီးဦးဝန်သားရဲ့လောဘစောတိုက်ပြီးတော့ညှူဆွေနေတဲ့စကားတွေကိုကြားလိုက်ရတဲ့အခါမျက်နှာကြီးတဲမှသွားပြီးတော့ရွန်ရှာမုံတီးစွာနဲ့ချက်ချင်းတုံ့ပြန်မောင်းထုတ်လိုက်တော့တယ်။တူတာကတထေးကြီးကိုစိုက်ကြည့်ရင်းနဲ့ပြတ်သားစွာနဲ့ဟိတ်လူတထေးဦးဝန်သားခမရကျွန်ုပ်ရဲ့စိတ်နှလုံးတွေကိုလောဘစောတွေဖြစ်ပေါ်လာအောင်ဘလို့နီးနေမှလာပြီးတော့မြူဆွေနှိုးစော်ဖို့လုံးဝမကြိုးစားပါနဲ့အောင်ခမရရဲ့အကြံစီဆိုးတွေဟာကျွန်ုပ်ရဲ့ရှိမောင်မှာဘယ်တော့မှအောင်မြင်ဖြစ်တော်လာမှာမဟုတ်ပါဘူးခမရကငွေကြေးရှာဖွေရမယ်ဟုတ်လားခမရကတော့ငွေကြေးတစ်ခုတည်းကိုလောဘတကြီးနဲ့တက်မှတ်နေတဲ့အောက်တန်းစားလောဘသားကြီးတူတက်တက်ပဲဖြစ်တယ်ကဲကျွန်ုပ်ရဲ့အိမ်မော်ကနေအခုချက်ချင်းထွက်သွားစမ်းပါလှည့်ထွက်သွားစမ်းပါလို့ပြောလိုက်တယ်သူတော်ရဲ့နေထုတ်ခြင်းကိုခံလာရတဲ့အခါတထေးကြီးဦးဝင်သားဟာအကြီးကျယ်အရှက်ရကဒေါသတကြီးနဲ့ခြေဆောင်ပြီးတော့ထိုနေရာကနေဒေါသတကြီးထွက်ခွာသွားတော့တယ်။ထိုချိန်မှာပဲအပြင်ကနေပြန်တန်းရောက်ရှိလာတဲ့တာလီကငှက်မလေးဟာသူ့ရဲ့အနာကိုနားလိုက်ပြီးစိုးရိမ်တကြီးနဲ့တတိပေးစကားဆိုတယ်။တာလီကငှက်မလေးကလင်းတဲ့အလီတန်နဲ့မောင်တူတာငါတို့အခုချိန်ကစပြီးတော့ထိုရက်ဆက်လာတဲ့တထေးကြီးဦးဝင်သားရဲ့လှုပ်ရှားမှုတွေကိုမျက်ခြေမပြတ်တည်တည်ချာချာစောင့်ကြည့်ထိန်းချုပ်ထားရလိမ့်မယ်။အကြောင်းကတော့ထိုလူကြီးရဲ့မျက်ဝန်းတွေထဲမှာမကောင်းတဲ့အကြံစီတွေနဲ့ရုံမာတဲ့ရွရွချက်ဆိုးတွေရှိနေရကိုငါတတိချာချာမြင်တွေ့လိုက်ရလို့ပဲဖြစ်တယ်လို့ပြောလိုက်တယ်။ထိုချိန်ဝေသူတရဲ့အိမ်ကနေအရှက်ရစွာထွက်ခွာလာခဲ့တဲ့တထေးကြီးဦးဝင်သားဟာသူရဲ့ကြီးကျယ်လာတဲ့တိုက်အိမ်ကြီးစီကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။တိမ်မကြခင်အချိန်တွဲမှာပဲတထေးကြီးရဲ့အိမ်ရှိတကားဝါစီကိုအလွန်တရာခန့်ညားလာတဲ့မြင်းကောင်ကြီးတကောင်ဒုံဆိုင်မောင်းနေလာခဲ့ပြီးတော့ချက်ချင်းရပ်တန့်လိုက်ပါတော့တယ်။ထိုမြင်းကောင်ကြီးရဲ့အပေါ်မှာတော့တာဝဲတိပြည်ကြီးရဲ့ဘရင်မင်းမြတ်ရဲ့သားတော်ဖြစ်တဲ့မင်းသားအာနန္ဒာဟာမာနတခွေးသားနဲ့စီးနှင်းလိုက်ပါလာခဲ့တာဖြစ်တယ်။တထေးကြီးဦးဝင်သားဟာမင်းသားအာနန္ဒာရောက်ရှိလာတာကိုမြင်လိုက်ရတဲ့အခါခါအုံညွတ်ပြီးတော့ရိုသေစွာနဲ့မီးမြန်းရှာတော့တယ်။တထေးကြီးကမျက်နှာချိုသွေးရင်းနဲ့တထေးကြီးဦးဝင်သားကအိုးမင်းသားအာနန္ဒာအခ
အခုလိုမျိုးကျွန်တော်ရဲ့အင်္ဂလိပ်စီကိုရုတ်တရက်ကြွမြန်လာခဲ့ရတဲ့အကြောင်းရင်းကဘာဖြစ်လို့လဲခင်ဗျာလို့မေးလိုက်တယ်မင်းသားအာနန္ဒာကမြင်းမော်ကနေမတ်တက်ရက်ပြီးတော့မာနတခွေးကြီးနဲ့အော်ဟစ်ပြောဆိုတော့တယ်မင်းသားအာနန္ဒာကဟိလူတထေးကြီးဥဝင်သားအခုနင်တို့ရဲ့ရွာကလေးစီမှာဘာတွေဖြစ်ပြန်နေရလဲငါကြားသိရသလောက်တော့နင်တို့ရွာထဲမှာအလွန်တရာမှစည်ရင်နွမ်းပါတဲ့ဗဘေးသမားကောင်လေးတူရှိနေပြီးတော့ထိုကောင်လေးစီမှာအလွန်ဆန်းချေလာတဲ့မော်တန်လျက်ကြီးတစ်စင်းရှိနေရဲဆိုတာအမှန်ပဲလားအဲ့ဒီမော်တန်လျက်ကိုမိုးခေါင်နေတဲ့ဘေးမြေပြင်6ကက်ကက်မြေကြီးတွေကိုမစိုးထိုးဆိုင်လိုက်တာနဲ့ချက်ချင်းပဲမိုးရီတသေးမဲမဲရွာသွန်းလာစေတယ်ဆိုတာကရောတကယ်ပဲအမှန်တရားဖြစ်လို့လားဟိလူလို့မြင်လိုက်တယ်တထေးကြီးဥဝင်သားကမကောင်းတဲ့အပြုံးနဲ့ခေါင်းကိုညင်ရင်ပြန်လဲလျှောက်တင်လိုက်တယ်တထေးကြီးဥဝင်သားကမှန်လားပါမင်းသားခမညာအားလုံးဟာတကယ်တီးကြတဲ့အမှန်တရားတွေပဲဖြစ်ပါတယ်ခမညာတကယ်ကိုအမှန်တရားပါလို့ပြောလိုက်တယ်တကယ်တော့တာဝတိပြည်ကြီးရဲ့မင်းသားအာနန္ဒာနဲ့ထိုရွာရဲ့ရက်ဆက်လာတဲ့တထေးကြီးဥဝင်သားတို့ဟာနောက်ွယ်မှာလှုပ်ဝက်စွာပူပေါင်းပြီးတော့မကောင်းတဲ့ motive ရွေချက်တွေကိုကြံစီနေကြတဲ့အလွန်ရင်းနှီးလာတဲ့မိတ်ဆွေရုပ်ကြီးတွေတကယ်ပဲဖြစ်ကြပါတယ်မင်းသားအာနန္ဒာကမျက်နှာကြီးခတ်ထန်သွားပြီးတော့သွားကြိတ်ကမင်းသားအာနန္ဒာကဒါဆိုရင်ငါတို့ကြံစီထားတဲ့မကောင်းတဲ့အကြံစီတွေအားလုံးဟာဘလူနီးနဲ့အောင်မြင်ဖြစ်တော်လာနိုင်တော့မှာမို့လို့လေငါတို့ဘလူနီးနဲ့မဆိုထိုပပေးသမားကောင်လေးစီကနေအဲ့ဒီမော်တာလျက်ကြီးကိုအာတမလူယူသိမ့်ပတ်ရလိမ့်မယ်လို့ပြောလိုက်တယ်တထေးကြီးဦးဝင်သားကအကြံပေးတဲ့လီတန်းနဲ့မှန်လားပါမင်းသားခမညာပြောတာတကယ်ပဲမှန်ကန်လာပါတယ်ထိုလို့ကိုတော့ခမကိုယ်တိုင်ပဲတေချာပေါက်လှုပ်ဆောင်နိုင်စွမ်းရှိပါတယ်အကြောင်းကတော့ခမဟာတိုင်းပြည်ရဲ့တကူအာနာကြီးမာလာတဲ့မင်းသားတစ်ပါးဖြစ်နေလို့ပါပဲအကယ်၍ကျွန်ုပ်သာထိုကောင်လေးစီကနေတန်လျက်ကိုအတင်းအာတမလူယူဖို့စူးစမ်းမယ်ဆိုရင်တော့ရွာထဲမှာရှိတဲ့ရွာသူရွာသားတွေအားလုံးဟာကျွန်ုပ်ကိုရန်သူလိုသဘောထားပြီးဝိုင်းဝန်းတိုက်ခိုက်ကြပါလိမ့်မယ်အခုချိန်မှာကျွန်ုပ်အနေနဲ့အဲ့ဒီရွာသူရွာသားတွေကိုထိတ်တိုက်ရင်ဆိုင်မှုအတွက်လုံးဝအင်အားမရှိသေးပါဘူးခမညာဟုတ်ကဲ့လုံးဝမရင်ဆိုင်နိုင်သေးပါဘူးလို့ပြောလိုက်ပါတယ်မင်းသားအာနန္ဒာကမာနတကြီးနဲ့ဓာတ်ကိုကိုင်ရင်အေးအဲ့ဒါတော့နင်ဘာမှစိတ်ပူမနေနဲ့အောင်ဟဲ့လို့ဒီလောက်ကိုငါကိုယ်တိုင်ပဲပြက်ပြက်တသားလှုပ်ဆောင်ပြပါမယ်ငါခုချက်ချင်းပဲထိုပပေးသမားစီကိုတွားရောက်ပြီးတော့မော်တန်လျက်ကြီးကိုအတင်းအာရမလူယူသိမ့်ပိုက်ပြီးချက်ချင်းပြန်လာခဲ့ပါမယ်လို့ပြောလိုက်တယ်အမိုးဘော်ကနေပြီးထိုမင်းသားအာနန္ဒာနဲ့တတိကြီးဥဝင်သားတို့ရဲ့ရုံမာလာတဲ့လှုပ်ဝက်အကြံစီစကလုံးတွေအားလုံးကိုတာလီကငတ်မလေးဟာနစီရဲကိုအသေးချာကြားသိသွားတော့တယ်ထိုဖြစ်ကိုတိတိချင်းပဲတာလီကငတ်မလေးဟာအလွန်မင်းထိတ်လန့်သွားပြီးတော့သူတရဲ့အင်္ဂလိပ်စီကိုအရှိန်ဟုန်ပြင်းစွာနဲ့ပြန်တန်းမောင်းနေရောက်ရှိလာခဲ့တော့တယ်သူမကသူတရဲ့ပခုံးပေါ်မှာနိုင်အသေးအတန်တာလီကငတ်မလေးကမောင်သူတအခုချက်ချင်းပဲနင်းနဲ့နင်းညမလေးတီတာတို့ကိုခေါ်ပြီးတော့ငါတို့ဒီဝါကလေးကနေအမြန်ဆုံးထွက်ပြေးကြရလိမ့်မယ်အခုချိန်မှာနင်းရဲ့အသက်ဘေးအန္တရာယ်ဟာအလွန်တရာမှစိုးရိမ်ရတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်တယ်အကြောင်းကတော့တိုင်းပြည်ရဲ့မင်းသားအာနန္ဒာဟာအလွန်တရာမှရက်ဆက်ကြမ်းကြုတ်ပြီးရုံးမာတဲ့မင်းသားဆိုတပါဖြစ်လို့ပဲငါထိုမင်းသားရဲ့အကြောင်းကိုအဆဆုံးတေချာသိရှိနားလဲပါတယ်လို့ပြောလိုက်တယ်သူတဟာညီမလေးရဲ့လက်ကိုဆွဲရင်းနဲ့ထိတ်လန့်တကြားနဲ့သူတကဖေးအချိန်ကြီးကဒီလောက်ထိအောင်မှစိုးရင်ရတာလားငတ်မလေးရဲ့ဒါဆိုရင်ကျွန်တော်တို့မနမနှစ်ယောက်ကဘယ်အရက်မျက်နှာဘယ်တိုင်းပြည်စီကိုထွက်ပြေးတိတ်ရှောင်ကြရမှာလဲခင်ဗျာလို့ပြန်မေးလိုက်ပါတယ်တာလီကငတ်မလေးဟာကြီးစွာတဲ့တွေးတောခြင်းတွေကိုကြောက်ရောက်သွားပြီးမှအကြံရသလိုနဲ့ပြန်လည်ရှင်းပြရှာတယ်တာလီကငတ်မလေးကမောင်တုတနန်းထောင်မအောင်ထိုမင်းသားအာနန္ဒာဟာစိတ်နှလုံးရုံးမာပြီးတော့မကောင်းတဲ့လူသားဆိုးတူဖြစ်ပေမဲ့သူ့ရဲ့ခမည်းတော်ဖြစ်တဲ့တာဝတိပြည်ကြီးရဲ့ဘရင်မင်းမြတ်ကြီးကတော့တိုင်းသူပြည်သားတွေအပေါ်မှာအလွန်တရာကရုဏာတရားကြီးမားပြီးတရားသဖြင့်မင်းလုံးအုပ်ချုပ်နေတဲ့မင်းကောင်းမင်းမြတ်တစ်ပါးတကယ်ပဲဖြစ်ပါတယ်ခုချိန်မှာတာဝတိနေပြည်တော်ကြီးတစ်ခုလုံးမှာလေပြင်းထန်လာတဲ့မိုးခေါင်ရေရှားဘေးဒုက္ခကြီးနဲ့အကြီးအကျယ်ရုန်းကန်နေရတာဖြစ်ပါတယ်အဲဒါကြောင့်ငါရဲ့စိတ်ထဲမှာတော့နင်ခုချက်ချင်းပဲတာဝတိနေပြည်တော်ကြီးရဲ့နန်းတော်ကြီးစီကိုတွားရောက်ပြီးတော့ကရုဏာတရားရှိတဲ့ဘရင်မင်းမြတ်ကြီးကိုမိမိရဲ့မော်တလျက်ကြီးနဲ့မိုးရတော့အောင်ကူညီကယ်တင်ပေးလိုက်ဖို့လိုအပ်နေရပဲဖြစ်ပါတယ်။တာလီကငတ်မလေးကအတောင်ပန်ခိုင်းနဲ့ဆက်လက်ကတာလီကငတ်မလေးကအကယ်၍တာဝတိပြည်ကြီးရဲ့ဘရင်မင်းမြတ်ကြီးသာနေ့ရက်စွာနဲ့ကူညီမှုတွေအပေါ်မှာအလွန်မင်းချင်းနဲ့ဝမ်းမြောက်သွားရဆိုရင်တော့စိတ်နှလုံးရှုံးမာလာတဲ့မင်းသားအာနန္ဒာကိုကြွားရရက်ဆက်လာတဲ့တထေးကြီးဥဝင်သားပါနင့်ကိုဘာအန်ရီဘာဒုက္ခမှရရဲဝံ့လာပြီးတော့မပြုတ်လို့ဝင်ကြတော့မှဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်။ချိုတာလီကငတ်မလေးရဲ့ဘေကင်းရအကြံဉာဏ်စကားပြီးဆုံးသွားတဲ့အချိန်မှာပဲဗဘေးစရာတို့ညီမလေးတီရာနဲ့အတူထိုစကားပြောတတ်တဲ့တာလီကငတ်မလေးတို့သုံးဦးစလုံးဟာမိမိရဲ့အဝယ်စားအထုပ်ပိုးတွေကိုပြင်ဆင်ပြီးတော့လှပခဲနာလာတဲ့တာဝတိနေပြည်တော်ကြီးစီကိုဦးတီကညရင်းချင်းမဲ့အပြေးလွှာထွက်ခွာခဲ့ကြတော့တယ်။ညရင်းချင်းမဲ့အသေးအတန်ခီးနှင်လာကြတဲ့ဗဘေးစရာတို့ညီမလေးတီရာနဲ့တာလီကငတ်မလေးတို့သုံးဦးစလုံးဟာအချိန်အတန်ကြာခရီးနှင်ပြီးတဲ့နောက်မှာတော့လှပခဲနာလာတဲ့တာဝတိနေပြည်တော်ကြီးရဲ့
ရွှေနင်တော့ကြီးအတွင်းကိုစိုက်စိုက်မြိုင်မြိုင်ရောက်ရှိသွားကြတော့တယ်တတိုက်ဝဝညီလာခံစုံကြီးတက်ရောက်နေကြတဲ့ကြီးကျယ်ခမ်းနားလာတဲ့ဘရင်မင်းမြတ်ရဲ့ညီလာခံတပင်ခမ်းမကြီးရဲ့အလယ်မှာတော့ထိုသူတို့သုံးဦးစလုံးဟာဘရင်မင်းမြတ်ကြီးရဲ့ရှေးမဝဲရိုသေစွာနဲ့မတက်ရက်နေကြတော့တယ်သူတဟာခနာကိုအောက်ကိုနှိမ်ချပြီးရိုသေစွာဦးညွန့်ရင်းနဲ့ဘရင်မင်းမြတ်ကြီးကိုစတင်လျှောက်တင်လိုက်တယ်သူတကလက်အုပ်ချပြီးရိုသေစွာနဲ့သူတကအရှင်မင်းကြီးခမညာအခုချိန်မှာတာဝတိနေပြည်တော်ကြီးတစ်ခုလုံးဟာရက်ဆက်လာတဲ့အမိုးခေါင်ရေရှားဘေးဒုက္ခဆိုးကြီးနဲ့အကြီးအကျယ်ရုန်းကန်နေရတာဖြစ်ပါတယ်ခမညာကျွန်တော်မျိုးအနေနဲ့ဒီပြင်းထန်လာတဲ့အမိုးခေါင်နေဘေးဒုက္ခကြီးကိုအပီးတိုင်ချုပ်ငိမ့်ကုံဆုံးသွားအောင်တေချာပေါက်ကိုကြီးကဲတင်ပေးနိုင်ပါတယ်အရှင်မင်းကြီးလို့ပြောလိုက်တယ်ထိုအခါရွှေပလင်ထက်မှာစံပိန်နေတဲ့ဘရင်မင်းမြတ်ကြီးဟာသူတရဲ့ဝုံဝုံဆာဆာရှောက်တဲ့စကားကြောင့်အလွန်တရာအံ့ဩသွားပြီးတော့မင်းမြတ်စကားဆိုတော့တယ်ဘရင်မင်းမြတ်ကသူတကိုစိုက်ကြည့်ရင်းနဲ့ဘရင်မင်းမြတ်ကအိုးဘလုံနီးနေမို့လို့လေတို့မှာတိုင်းပြည်တွင်းမှာရှိကြတဲ့အတတ်ပညာရှင်တွေယတိယဟန်ဆုံးကိုဝေအားလုံးဟာနတ်ဗိမာန်တွေစီမှာရစ်ပူစောခြင်းမိဘုံတွေနဲ့ဆွတောင်းပူစောခြင်းအမြောင်များကိုမနာရန်ပြုလုပ်ခဲ့ကြဘူးပေမဲ့တစက်ကလေးမှမိုးရွာတော့အောင်လုံးဝမတက်နိုင်ခဲ့ကြပါဘူးအဲ့ဒါကိုမင်းတို့မျိုးရိုးရိုးစင်စင်ပပဲသမားလူငယ်လေးတဦးကဘလူနီနဲ့တိုင်းပြည်မှာမိုးရွာအောင်လှုပ်ဆောင်နိုင်မှာမို့လို့လေလို့ပြောလိုက်ပါတယ်တူတာကမမီရဲ့ခါမှာချိတ်ဆွဲထားတဲ့မော်တလျာကြီးကိုရိုသေးစွာဆွဲထုတ်ပြီးရှောက်တင်ပြန်နေတူတာကအရှင်မင်းကြီးခမညာကျွန်တော်မျိုးစီမှာတော့အလွန်တရာမှစမ်းကြဲလာတဲ့မော်ဆွမ်းအားရှင်တန်လျာကြီးတစ်စင်းရှိနေပါတယ်ခမညာကျွန်တော်မျိုးအနေနဲ့ဒီမော်တန်လျာကြီးကိုအသုံးပြုပြီးတဲ့နောက်ချက်ချင်းပဲမိုးရွာတော့အောင်တေချာပေါက်ပြုလုပ်ပြနိုင်ပါတယ်အရှင်မင်းကြီးလို့ပြောလိုက်ပါတယ်ဘရင်မင်းမြတ်ကတန်လျာကြီးကိုကြည့်ပြီးတော့ဘရင်မင်းမြတ်ကအိုးတကယ်ကိုထူးဆန်းအံ့ဩစရာကောင်းတဲ့ကိစ္စပါလားအကယ်၍မင်းပြောတဲ့စကားသာတကယ်မှန်ခဲ့မယ်ဆိုရင်တော့ကဲငါတို့အားလုံးရှေးမောင်မာတွေလက်တွေ့ပြသပြီးတော့မိုးရွာတော့အောင်အခုချက်ချင်းပြုလုပ်ပြစမ်းမအောင်တူမောင်လို့ပြောလိုက်ပါတယ်တူတာကရိုသေးစွာခေါင်းညွှန်ရင်တူတာကဟုတ်ကဲ့ပါအရှင်မင်းကြီးခင်ဗျာဒါဆိုရင်တော့ကျွန်တော်မျိုးကိုနန်းတော်ကြီးရဲ့အပြင်ဘက်မှာရှိနေတဲ့အလွန်တရာမှ၆ကပ်ပြီးအကွဲနေတဲ့နန်းတွင်းမြေဝိုင်းကွင်းပြင်ကြီးစီကိုခေါ်ဆောင်သွားပေးပါအောင်အရှင်မင်းကြီးကျွန်တော်မျိုးအခုပဲလက်တွေ့ပြသပေးပါမယ်ခင်ဗျာကဲသွားကြရအောင်ပါလို့ပြောလိုက်ပါတယ်သိမကြခင်အချိန်တွင်းမှာပဲဘရင်မင်းမြတ်ကြီးဟာဗပဲစင်ဟာတူတာကိုနန်းတော်ကြီးရဲ့ညာဘက်မျက်နှာစာမှာတည်ရှိနေတဲ့အလွန်တရာ၆သွေးအကွဲနေတဲ့မြေရိုင်းကွင်းပြင်ကြီးစီကိုကိုရိုင်းခေါ်ဆောင်သွားခဲ့ပါတော့တယ်ထိုနေရာစီကိုညီမလေးတီတာတာလီကငှက်မလေးနဲ့အတူနန်းတွင်းစစ်တီတော့အမြောက်များပါတိုက်တိုက်ဝုံဝုံလိုက်ပါလာခဲ့ကြတယ်တူတာဟာထောက်ကက်နေတဲ့မြေကြီးကိုကြည့်ပြီးတော့မိမိရဲ့လက်ထဲကမော်တလျာကြီးကိုအားဆိုင်ပြီးမြေကြီးရိတ်ကိုပြင်းထန်စွာထိုးစိုက်ထူလိုက်တော့တယ်ဒါပေမဲ့လည်းအံ့ဩစရာကောင်းစွာနဲ့ထိုမြေကြီးရိတ်ကိုတလျာကြီးစိုက်ထူလိုက်ပေမဲ့ကောင်းကင်ကနေမိုးတဆက်ကလေးမှရွာသွန်းခြင်းလုံးဝမရှိခဲ့ပါဘူးဘရင်မင်းမြတ်ကြီးဟာမြင်လာရတဲ့အချိန်လေးကြောင့်ချက်ချင်းပဲအကြီးကျယ်ဒေါသထွက်သွားပြီးမျက်နှာကြီးနီးမြန်းကတူတာကိုလက်ညှိုးငေါက်ထိုးပြီးအော်ဟစ်ဆဲရီတော့တယ်ဘရင်မင်းမြတ်ကဒေါသတကြီးနဲ့ဟိတ်ကောင်မိုင်မဲလာတဲ့လူလိမ်လူညာကောင်တူတာနင်ကငါတို့တနန်းတော်လုံးကိုအတုံးမကျတဲ့တန်လျက်အဆုပ်တစင်းနဲ့လာပြီးတော့ကလိန်ကကျစ်ညံစင်လှည့်စာစော်ကားဝတ်မာလားနင်ကငါတို့ကိုအုံနောက်မပါတဲ့အယူတွေလို့အောင်းမိနေရလားတကယ်ကိုရှုံးမာတဲ့လူလိမ်ကောင်မေလို့ပြောလိုက်တယ်ဘရင်မင်းမြတ်ကြီးဒေါသထွက်လို့ပဲမဆုံးသေးခင်ထို့နောက်တစ်စက္ကန့်အချိန်တွဲမှာပဲထူးဆန်းအံ့ဩစရာကောင်းစွာနဲ့သူတို့မတက်ရက်နေတဲ့မြေပြင်ကြီးတစ်ခုလုံးဟာပြင်းပြင်းထန်ထန်တုံဟီးလှုပ်ခါသွားတော့တယ်ဘရင်မင်းမြတ်ကြီးဟာလဲကြမတက်ဖြစ်သွားပြီးထိတ်လန့်တကြားနဲ့ဘရင်မင်းမြတ်ကဖယားဘာရီဖြစ်ကုန်တာလဲအားလုံးနှုတ်ဆုတ်ကြစမ်းမြင်နှုတ်ဆုတ်ကြစမ်းလို့ပြောလိုက်တယ်ထို့သူအားလုံးနောက်ကိုလန့်တကြားဆုတ်ခွာလိုက်ကြတဲ့အချိန်မှာပဲသူတို့မတက်ရက်ခဲ့တဲ့မြေအိုင်းကွင်းမြင့်ကြီးဟာဘုံကနေမြေစာတွေပြိုကျပြီးတော့ကြီးမားလာတဲ့မြေအောက်လှိုင်းကူမြေအောက်ခန်းကြီးတစ်ခုဖြစ်ရုတ်တရက်ပွင့်ဟထွက်ပေါ်သွားခဲ့ပါတော့တယ်အရှိန်လွန်သွားတဲ့အတွက်ကြောင့်ဘရင်မင်းမြတ်ကြီးတူတာညီမလေးတီရာနဲ့အတူစစ်သူတော်တွေအားလုံးဟာထိုကြီးမားလာတဲ့မြေအောက်ခန်းကြီးရဲ့ကိုဘုံကနေအတူတကွပြုတ်ကျသွားခဲ့ကြတယ်သူတို့အားလုံးမြေအောက်ခန်းထဲမှာရောက်ရှိသွားပြီးမျက်စိဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ထိုမြေအောက်ခန်းကြီးတစ်ခုလုံးမှာတတိုင်းပြည်လုံးကပျောက်ကွယ်သွားခဲ့ရတဲ့တန်မိုးရှိလာတဲ့စံရည်စဘာရိတ်ခါအမြောက်များကိုတောင်လိုပုံပြီးတော့လှုပ်ဝက်စွာတိုးလောင်ထားတာကိုအံ့ဩစွာမြင်တွေ့လိုက်ကြရတော့တယ်ဘေးနာကစစ်တီတော်တဦးဟာစံစဘာရိတ်ကိုကြည့်ပြီးတော့ပါဇက်အဟောင်းသားနဲ့စစ်တီတော်ကအရှင်မင်းကြီးခမညာဖះရီဒါရီအားလုံးဟာပြီးခဲ့တဲ့ရက်ပိုင်းကစပြီးတော့နေပြည်တော်ရဲ့စပက်ကြီးတွေကနေထူးဆန်းစွာနဲ့ရုတ်တရက်ပျောက်ကွယ်သွားခဲ့ရတဲ့ငါတို့တိုင်းပြည်ရဲ့တန်ဖိုးရှိလာတဲ့စံရည်စဘာရိတ်ခါတွေတကယ်ပဲဖြစ်ပါတယ်ခင်ဗျာကြည့်လိုက်စမ်းမအောင်အရှင်မင်းကြီးလို့ပြောလိုက်တယ်ထို့သောအားလုံးအံ့ဩမင်တက်နေစမှာပဲနေကြီးထဲမှာစိုက်ထူထားတဲ့မော်တန်လျာကြီးရဲ့အတွင်းထဲကနေလေးနဲ့လာတဲ့အမှန်တရားရဲ့အတန်ဆန်းကြီးတစ်ခုကတကူလုံးတုံဟိန်းသွားအောင်ထူဆန်းစွာထွက်ပေါ်လာခဲ့တယ်မော်တန်လျာထဲကအတန်ကြီးကလေးနဲ့စွာနဲ့မော်တန်လျာအတန်က
အခုမြင်တွေ့နေရတဲ့အရာအလုံးဟာလှုပ်ဝက်ချက်တွေနဲ့ပြည့်နှက်နေတဲ့တိကျတဲ့အမှန်တရားတွေတကယ်ပဲဖြစ်ကြတယ်။ဒီရုံးမှာလာတဲ့ခိုးယူတိုးလောင်ခြင်းအလုပ်တွေကိုနောက်ွယ်ကနေလှုပ်ဝက်စွာကျယ်စီလောက်ကင်ခဲ့တဲ့သူကတော့တခြားသူလုံးဝမဟုတ်ပဲဘယင်မင်းမြတ်ကြီးရဲ့သားတော်အရင်ဖြစ်တဲ့မင်းသားအာနန္ဒာသားလင်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။တန်လျာအတန်ကြီးကဆက်လက်ပြီးမော်တန်လျာအတန်ကထိုမင်းသားအာနန္ဒာဟာမိမိရဲ့ခမည်းတော်ဖြစ်တဲ့ဘယင်မင်းမြတ်ကြီးကိုနန်းပလင်ပေါ်ကနေအမြန်ဆုံးဖြုတ်ချပြီးတော့တိုင်းပြည်ရဲ့ရွှေနန်းပလင်ကိုမတရားအဓမ္မလူယူသိမ်းပိုက်ဖို့အတွက်ရှေ့ဦးစွာကလေးကမကောင်းသည့်အကြံစီစိုးတွေကိုလှုပ်ဝက်စွာကြံစီနေခဲ့တာဖြစ်တယ်လို့ပြောလိုက်တယ်။ထိုကြောင့်မဖွေကောင်းလာတဲ့နောက်ကိုရလှုပ်ဝက်ချက်အမှန်တရားကြီးကိုကြားလိုက်ရတဲ့အခါမှာတော့ဘယင်မင်းမြတ်ကြီးဟာရှင်ဘက်ကိုလက်နဲ့ဖိပြီးတော့ကြီးစွာထိတ်လန့်တော်လို့ဝမ်းနေသွားရရှာတယ်။ထိုချိန်ချက်ချင်းဆိုသလိုပဲသူတို့ရဲ့ပခုံးပေါ်မှာရှိနေတဲ့တာလီကငှက်မလေးဟာအယောင်အသွေးဆုံလင်လာတဲ့မော်လင်းနှန်းတွေကိုဖျားထွက်စေပြီးလူသားတွေအားလုံးရဲ့ရှေးမဝေအလွန်တရာမှလှပဆူပြေပြီးတိတ်ခါတမာရီနဲ့ပြည့်စုံလာတဲ့မင်းသမီးလေးကလျာအဖြစ်ကိုရုတ်တရက်ပြန်လေပြောင်းလဲဖြစ်တည်သွားခဲ့တော့တယ်။ဘယင်မင်းမြတ်ကြီးအောင်မြင်လာရတဲ့သမီးတော်ရဲ့မျက်နှာကြောင့်မျက်ရည်တွေတသည်သွင်းစီးကျလာပြီးတော့ဘယင်မင်းမြတ်ကအိုးဖះကြီးဒါငါရဲ့သမီးတော်အရင်လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကတောထဲမှာထူးဆန်းစွာနဲ့ရုတ်တရက်ပျောက်ကွယ်သွားခဲ့ရတဲ့သမီးတော်လေးကလျာတကယ်ပါပဲလား။သမီးတော်လေးရေလို့ပြောလိုက်တယ်။ဒီခါမင်းသမီးလေးကလျာရဲ့မျက်ပေါ်စုံကနေလဲဝန်းနေချင်းမျက်ရည်စာတွေကစီးကျလာပြီးတော့ခမီးတော်ကိုရိုသေးစွာနဲ့ဖတ်လိုက်တယ်။မင်းသမီးလေးကလျာကမျက်ရည်တွေကိုတုပ်ရင်းမှန်လားပါခမီးတော်ဖျားသမီးတော်အားလုံးကိုအမှန်တိုင်းလျှော့တယ်မမယ်။တကယ်တော့သမီးတော်ဟာလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကသမီးတော်ရဲ့နောင်တော်မင်းသားအာနန္ဒာ၏မတင်ငါစရာလှုပ်ရှားမှုတွေကိုနောက်ွယ်ကနေလှုပ်ဝက်စွာစောင့်ကြည့်နေခဲ့တာဖြစ်တယ်။တနေ့မှာတော့နောင်တော်မင်းသားဟာတော်ရင်ကလူတယောက်နဲ့လှုပ်ဝက်စွာတောက်ရောက်တိတ်ဆုံနေရကိုသမီးတော်မြင်တွေ့လိုက်ရတဲ့အတွက်သမီးတော်လည်းနောင်တော်နောက်ကိုတိတ်တဆိတ်လိုက်လံစူးစမ်းခဲ့မိပါတယ်။ဒါပေမဲ့တော်ရဲမှာလမ်းမသွားခဲ့ပြီးတော့အလွန်မင်းရင်ငတ်တဲ့တန်းကြောင့်တော်ရအရေရင်းအိုကြီးတွင်ရဲ့အောက်ခြေကိုငုံကြည့်မိပါတယ်။အဲဒီအောက်မှာအယောင်တောက်ပနေတဲ့တထုတုံကြီးကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့သမီးတော်ရဲ့စိတ်ထဲမှာလောဘစောအနေငယ်ဖြစ်ပေါ်ပြီးတော့ထိတွေ့ကင်တွယ်မိတဲ့အတွက်ကြောင့်ရေရင်းဆောင်တဲ့သမီးရဲ့ကျင်းစာတင့်ခြင်းကိုခံရပြီးတာလီကငတ်မာလေးအဖြစ်ကိုပြောင်းလဲသွားခဲ့ရတာဖြစ်ပါတယ်ခမီးတော်လို့ပြောလိုက်တယ်။မင်းသမီးလေးကလျာကတုဒ္ဒကိုညွှန်ပြရင်ဆက်လက်ကအဲဒီနောက်သမီးတော်ဟာတော်ရဲမှာအားအင်ကုန်ခန်းပြီးတေလူမျောပါဖြစ်နေတဲ့အချိန်မှာစိတ်နှလုံးဖြူစင်ယူသားလာတဲ့ဗပဲစရာတုဒ္ဒနဲ့ဆက်ဆက်မမြိုက်တွေ့ရှိရတာဖြစ်ပါတယ်။တုဒ္ဒဟာသမီးတော်ပေါ်မှာသနာကရုဏာကြီးမားစွာနဲ့ကူညီခဲ့တင်ပေးခဲ့တဲ့အတွက်နတ်သမီးရဲ့ဂရိအတိုင်းထိုမော်တထုတုံကြီးကိုတုဒ္ဒကိုသွန်းလုံးစေခဲ့တာဖြစ်တယ်။အခုသမီးတော်အားလုံးကိုစုံစမ်းသိရှိသွားခဲ့ပါပြီခမီးတော်။သမီးတော်ရဲ့နောင်တော်မင်းသားအာနန္ဒာနဲ့လှုပ်ဝက်စွာပူပေါင်းပြီးတိုင်းပြည်ရဲ့စံစဝါးတွေကိုခိုးယူတုံလောင်ခဲ့တဲ့နောက်ွယ်ကလူယုံမာကြီးကတော့ကနမောင်ရွာရဲ့ရက်ဆက်ထားတဲ့တထေးကြီးဦးဝင်သားသားလင်ဖြစ်ပါတယ်။ထိုတထေးကြီးဟာနောင်တော်မင်းသားကိုနန်းပလင်ရအောင်ကူညီပေးပြီးတိုင်းပြည်ကိုဖျက်ဆီးဖို့ကြံစီနေကြတာတကယ်ပဲဖြစ်ပါတယ်ခမီးတော်။သူမကအဲ့လိုပြောပြလိုက်ခြင်းထို့သောမင်းသမီးလေးကလျာရဲ့အမှန်တရားရှင်းပြချက်တွေပြီးဆုံးသွားပြီးတဲ့နောက်မှာတော့ဘယင်မင်းမြတ်ကြီးနဲ့အတူအားလုံးဟာစစ်တီတော်တွေနဲ့အတူထိုမြေအောက်လှိုင်ကိုကြီးရဲကနေပြန်လေထွက်ခွာလာခဲ့ကြတော့တယ်။ထို့သောသူတို့အပြင်ကိုရောက်ရှိသွားတဲ့စက္ကန့်အနေငယ်အတွင်းမှာပဲကောင်းကင်ပြာကြီးတစ်ခုလုံးညှို့မှောင်လာပြီးတော့တတိုင်းပြည်လုံးအေးမြသွားအောင်မိုးသေးထန်စွာအဆက်မပြတ်ရွာသွန်းပတ်ဖြားပေးခဲ့ပါတော့တယ်။တိုင်းသူပြည်သားတွေအားလုံးဟာလေမိုးရီထဲမှာပျော်ရွှင်စွာနဲ့ကခုန်ကြပါတော့တယ်။ဘယင်မင်းမြတ်ကြီးဟာနန်းတော်ကိုပြောင်းတာနဲ့စစ်တီတော်တွေကိုကြည့်ပြီးတော့ပြတ်သားလာတဲ့အမိန့်တော်ကိုချမှတ်လိုက်တော့တယ်။ဘယင်မင်းမြတ်ကဒေါသတကြီးနဲ့ဟေးစစ်တီတော်တို့အခုချက်ချင်းသွားကြစမ်းတိုင်းပြည်အပေါ်မှာရုံမာစွာတက်စာဖောက်ပြီးမကောင်းတာတွေကိုကြံစည်ခဲ့ကြတဲ့မင်းသားအာနန္ဒာနဲ့ကနမောင်ရွာရဲ့တထေးကြီးဦးဝင်သားတို့နှစ်ယောက်စလုံးကိုအခုချက်ချင်းဖမ်းဆီးချုပ်နှောင်ပြီးငါရဲ့ရှေ့မောက်ကိုအရောက်ယူဆောင်လာခဲ့ကြစမ်းမှာကေသွားကြတော့လို့ပြောလိုက်ပါတယ်။ဘယင်မင်းမြတ်ကြီးရဲ့အမိန့်တော်အတိုင်းချက်ချင်းပဲနန်းတွင်စစ်တီတော်တွေဟာအပြေးလွှားသွားရောက်ပြီးတော့မင်းသားအာနန္ဒာနဲ့တထေးကြီးဦးဝင်သားတို့ကိုလက်ထိတ်ခတ်ကရိုသေစွာဖမ်းဆီးခေါ်ဆောင်လာခဲ့ကြတော့တယ်။မင်းသားအာနန္ဒာကရုံးခဲ့ရင်းနဲ့အိုးလွတ်ဆန်းငါ့ကိုအခုချက်ချင်းလွတ်ကြစမ်းမှာခမီးတော်ဖျားဒါဘလို့ဖြစ်တာလဲခင်ဗျာခမီးတော်ကဘာဖြစ်လို့မိမိရဲ့သားတော်အရှင်ကိုအခုလိုမျိုးရိုင်းဆိုင်စွာနဲ့ပန်းစည်းချုံနှောင်ခရရတာလေအရှင်မင်းကြီးကျွန်တော်မျိုးဘာမှလုံးမိလို့လေခင်ဗျာလို့မေးလိုက်တယ်။ဘယင်မင်းမြတ်ကြီးကသားဖြစ်သူကိုဆက်ဆုပ်စွာကြည့်ရင်းနဲ့မင်းရဲ့ညီမလေးမင်းသမီးကလျာကမင်းရဲ့ရုံးမောင်လာတဲ့နောက်ကွယ်အကြံစီအမှန်တရားတွေအားလုံးငါ့ကိုအဆအဆုံးရှင်းပြပြီးသားဖြစ်တယ်။မင်းတို့ဘာမှလိန်ညာမနေပါနဲ့တော့လို့ပြောလိုက်တယ်။ထိုအခါမင်းသားအာနန္ဒာကအမှန်တွေပေါ်ပေါက်သွားတဲ့အတွက်ကြောင့်အကြီးအကျယ်ထိတ်လန့်သွားပြီးတော့ခေါင်းကိုအောက်ကိုစိတ်ချကမျက်နှာပြတ်သွားရရှာတယ်။ဘီနာတထေးကြီးဦးဝင်သားကတော့ကြောက်လန့်တကြားနဲ့မြေပြင်ပေါ်မှာဒူးထောက်ဝစ်ဆဲမိဝမ်းနဲ့ပလက်အတနာခံတော်တယ်။တထေးကြီးကတုံတုံရီရီနဲ့အိုးကျေးဇူးပြုပြီးတော့ကျွန်တော်မျိုးကိုခွင့်လွှတ်တတ်ညပေးပါအောင်အရှင်မင်းကြီးခမကျွန်တော်မျိုးကိုအသက်ချမ်းသာခွင့်ပေးပါအောင်
ကျွန်တော်မျိုးလှုပ်ဆောင်ခဲ့တဲ့မကောင်းတဲ့အလုပ်တွေအားလုံးဟာမင်းသားအာနန္ဒာရဲ့အမိတော်တိုင်းအတင်းကျပ်စိတ်ခိုင်းလို့သာလှုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မျိုးရဲ့ကိုယ်ပိုင်လိုဆန္ဒအရာလုပ်ခဲ့တာလုံးဝမဟုတ်ပါဘူးရှင်မင်းကြီးရဲ့ကျေးဇူးပြုပြီးတော့ခွင့်လွှတ်ပေးပါအောင်ခင်ဗျာလို့ပြောလိုက်ပါတယ်ဘယင်မင်းမြတ်ကြီးကခေါင်းကိုဖြင်းညင်းစွာခါရရင်းနဲ့တရားသဖြင့်စီရင်ချက်ချမှတ်လိုက်တော့တယ်ဘယင်မင်းမြတ်ကနားထောင်ကြစမ်းမအောင်မင်းတို့ဟာငါရဲ့သားတော်အရင်ပဲဖြစ်ဖြစ်တိုင်းပြည်ရဲ့ဘလို့အာဏာရှိတဲ့တထေးပဲဖြစ်ဖြစ်တိုင်းသူပြည်သားတွေအပေါ်မှာဒုက္ခပေးပြီးတိုင်းပြည်ပေါ်မှာရုံမာစွာသက်စာပေါက်ဖြတ်စည်းဖို့ကြံစည်ခဲ့ကြတဲ့အတွက်ကြောင့်မင်းတို့လုပ်ခဲ့တဲ့အပြစ်အတွက်တေချာပေါက်ပြစ်ဒဏ်ခတ်ခြင်းကိုခံရမှာဖြစ်တယ်။ဒါကြောင့်ငါကနင်တို့နှစ်ဦးစလုံးကိုနေအောင်ကြီးမရတဲ့မြေအောက်အကျဉ်းထောင်ကြီးအတွဲမှာအသက်ထက်ဆုံးတသက်တကြွအကျဉ်းချထားဖို့ပြတ်သားစွာစီရင်ချက်ချမှတ်လိုက်တယ်လို့ပြောလိုက်ပါတယ်။ဘယင်မင်းမြတ်ကြီးကစစ်တီတော်တွေကိုညှော်ပြပြီးဆက်လက်ကဘယင်မင်းမြတ်ကကဲထိုလူယုံမှာနှစ်ဦးစလုံးကိုအခုချက်ချင်းနန်းတော်တွေကနေဆွဲထုတ်ပြီးတော့အကျဉ်းထောင်တွေကိုတွားရောက်ပိတ်လောင်ထားကြစမ်းပြီးတော့ငါတို့ရဲ့ချက်လာစွာသောသမီးတော်မင်းသမီးလေးကလေးကိုအဆအအရာရာအပင်ပန်းခံဆောက်ရှောက်ပြီးတိုင်းပြည်ကိုပါဘေးဒုက္ခကနေကိုကြီးကဲတင်ပေးခဲ့တဲ့စိတ်နှလုံးဖြူစင်ရိုးသားလာတဲ့ဗပဲဆရာတူတာနဲ့သမီးတော်လေးကလေးတို့ကိုစီစီကကနဲ့ထိမ်းများလက်ထပ်ပေးမှဖြစ်တယ်လို့နောက်တစ်ချိန်မှာတိုင်းပြည်ကိုတရားသဖြင့်မင်းလုံးအုပ်ချုပ်ဖို့အတွက်တူတာကိုပဲဒီတာဝဲထိပြည်ကြီးရဲ့ဘရင်အသက်ဖြစ်ငါကအပြတ်သားစွာမြှောက်စားချီးမြှင့်လိုက်တယ်။အကြောင်းကတော့ထိုလူငယ်လေးရဲ့စိတ်နှလုံးထဲမှာအမှန်တရားနဲ့ရိုးသားဖြူစင်ခြင်းအဖျားဖျားတွေကိန်းအောင်တည်ရှိနေလို့ပဲဖြစ်တယ်လို့ပြောလိုက်တယ်။တိမ်မကြခင်ချိန်တွင်းမှာပဲနန်းတွင်းစစ်တီတော်တွေဟာမင်းသားအာနန္ဒာနဲ့တထေးကြီးဥဝင်သားတို့ကိုအမောင်ထောင်ကြီးရဲ့ကိုအပီးတိုင်ဆွဲထုတ်ဖမ်းဆီးသွားခဲ့ကြတော့တယ်။အဲဒီနောက်မှာတော့ဗဘေးဆရာတူတာနဲ့တိုင်းပြည်ရဲ့လှပတဲ့မင်းသမီးလေးကလျာတို့ရဲ့မင်္ဂလာပွဲကြီးကိုတနိုင်ငံလုံးစီစီကားကားတိုက်တိုက်ဝဝနဲ့ခမ်းနားထေဝါစွာပြည့်မြောက်အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြတော့တယ်။အလို့တရားဆင်းရဲနွမ်းပါလာတဲ့ဗဘေးသမားလူငယ်လေးတူတာဟာမိမိရဲ့ရိုးသားဖြူစင်ခြင်းနေရောညပါမနာတဲ့အလုပ်ကြိုးစားအားထုတ်ခြင်းနဲ့မော်တလျက်ကြီးရဲ့စွမ်းအားတွေကြောင့်တိုင်းပြည်ရဲ့လေးစားရတဲ့ဘယင်မင်းမြတ်ကြီးအဖြစ်ကိုအောင်မြင်စွာရောက်ရှိသွားခဲ့ရတော့တယ်။သူဟာမိမိရဲ့ချစ်လှစွာသောညီမလေးတီတာကိုလည်းတိုင်းပြည်ရဲ့ဂုဏ်သေးရှိလာတဲ့မိသားစုကောင်တစ်ခုတွေကိုစီစီကောက်ကောက်ခန်းနာစွာနဲ့အိမ်အောင်ချပေးခဲ့ပြီးနောက်တာဝတိပြည်ကြီးတစ်ခုလုံးမှာရှိတဲ့တိုင်းသူပြည်သားတွေအားလုံးဟာလည်းငြိမ်းချမ်းခြင်းတရားဝါပြောခြင်းတွေနဲ့အတူအစင်မြေစိတ်ချမ်းမြေစွာနေထိုင်သွားခဲ့ကြတော့တယ်။ကဲဒီပုံမြင်လေးမှာပြတဲ့သင်ခန်းစာကတော့လူသားတယောက်ဟာမိမိရဲ့ဘဝမှာဘလောက်ပဲဆင်းရဲနွမ်းပါလာတဲ့အခြေအနေကြုံတွေ့ရပါစေလောဘစောတိုက်ပြီးတော့ရှုံးမာတဲ့အကြံစီစိုးတွေကိုလုံးဝမကြံစီဘဲနဲ့မိမိရဲ့စိတ်နှလုံးကိုအစင်အမြဲရိုးသားဖြူစင်စွာထားရှိပြီးတော့နေရောညပါမနာရန်စူးစမ်းအားထုတ်သွားမယ်ဆိုရင်တော့နောက်တစ်ချိန်မှာမိမိရဲ့ဘဝကံကြမ္မာဟာတူနိုင်မရအောင်အလွန်တရာမြင့်မြတ်ပြီးအောင်မြင်ချမ်းမြေ့ခြင်းအဖျားဖျားစီကိုတေချာပေါက်ဆိုင်ဆိုင်မြတ်မြတ်ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။ခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကားတော့ပုံမြင်လေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာမို့ဗီဒီယိုလေးကိုသဘောကျရင်တော့ like and share လုပ်ပေးဖို့မမေ့ပါနဲ့နော်။အဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲတတား